ဒီတော့ဒီကနေ့ညတရားဒေသနာတော်များကိုနာယူကြည်ညိုကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလည်းဆိုလို့ရှိရင်ဒီကနေ့ညဟောဖို့အလှည့်ကြတဲ့တရားကရှင်မဟာကတ္တပမထေရမြတ်ရဲ့အကြောင်းလို့ဒီလိုမှတ်သားကြရမယ်နော်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးနဲ့ရှင်မမောက္ကလံမထေရမြတ်ကြီးတို့ရဲ့အကြောင်းကိုဦးဇင်းတို့၃ညပြောခဲ့ပြီနော်ရှင်မဟာကတ္တပမထေရမြတ်ကြီးဆိုတာကတတိယတာဝကလို့ဒီလိုသုံးပါတယ်နောက်ပထမတာဝကကရှင်သာရိပုတ္တရာဒုတိယတာဝကကရှင်မမောက္ကလံအခုတတိယတာဝကကရှင်မဟာကတ္တပမထေရမြတ်ကြီးရဲ့အကြောင်းဒုတင်အရာမှာဣတတရတော်မူတဲ့အရှင်မြတ်ကြီးပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီအရှင်မြတ်ကြီးရဲ့အကြောင်းကပြောမယ်ဆိုလို့ရှိရင်3-4ညစာလောက်ပြောစရာရှိတယ်ပေါ့ဒါပေမဲ့လို့အနှစ်ချုပ်ကလေးတွေကိုပြောတာကိုဦးဇင်းတို့စိတ်ဝင်စားတဲ့အတွက်ကြောင့်တညာတည်းနဲ့စုံအောင်ပြောကြည့်မယ်လို့အဲ့လိုအောက်မေ့ထားတယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုကြည့်ကြရအောင်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟူသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမို့ပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပေဇောတဝိယတမောဟတမံအနရမရလောကကရဝန္တိတုကတံဂတိဝိမု ṭံ ကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပေဇောတဝိယတမောဟတမံအရဟတမေတိဟုသောအယောင်အလင်းဖြင့်အဝိဇ္ဇာတိဟုသောအမိုက်မောင်ကိုဖယ်ခွာတော်မူ၏ထသောသာနရမရလောကကရောလူနှံမြမတတဝနန္တတို့ဤကြောက်တီတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ṭံ ဒေဝမနုဿနေရယနှင့်ပေတတရိစ္ဆာလာယအရှိငါတန်သောဂတိတို့မှလေအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မှမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီ၍သုံးဤဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံမိုးကရှိခိုးဥညုပါ၏မြတ်စွာဘုရားရှင်မဟာကတ္တပမထေရမြတ်ကြီးရဲ့အကြောင်းကိုနာယူကြည်ညိုမှတ်သားကြရအောင်ဗျ။ဝိနုဘယ်ကနေစပြောမလို့ဆိုတော့အရှင်မြတ်ကြီးဒီလိုတတိယတာဝကစုပန်တော်မူတဲ့အနေအထားလေးကနေစပြီးတော့ပြောကြည့်မယ်ပေါ့။လွန်ခဲ့တဲ့ကဘာတသိန်းထက်မှာဘဒုမုတ္တရမြတ်စွာဘုရားဆိုတာပွင့်ခဲ့တယ်တဲ့။နောက်အဂတာဝကမထေရမြတ်ကြီးနှစ်ပါးကတော့တသင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ရမယ်။ခုဒီမဟာတဝကကြီးတွေကတော့ကဘာတသိန်းပါရမီဖြည့်ရမယ်ပေါ့နော်။ဒါကြောင့်လွန်ခဲ့တဲ့ကဘာတသိန်းထက်ကဘဒုမုတ္တရမြတ်စွာဘုရားဆိုတာပွင့်ခဲ့တယ်။အဲ့ဒီဘဒုမုတ္တရမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့တတိယတဝကကမဟာနိသဗမထေလို့ဒီလိုခေါ်တယ်တဲ့။အဲ့ဒီတုန်းကဒီရှင်မကတ္တပမထေမြတ်ကြီးဖြစ်လာမဲ့ပုဂ္ဂိုလ်ကနော်ဝေဒေဟတကြွယ်ဆိုပြီးတော့တတိတယောက်ဖြစ်တယ်။အဲ့ဒါတနေ့သူ့အိမ်ကိုတန်ဃာတွေကိုဘဒုမုတ္တရဘုရားရှင်ကိုရမြတ်ကြီးအမှုပြုတဲ့တန်ဃာတော်တွေကိုအိမ်ပင့်ပြီးတော့ဆုံးကတ်တယ်။အဲ့လိုဆုံးကတ်တော့ဘုရားရှင်ကိုရမြတ်ကြီးနဲ့တကွာတန်ဃာတော်ရှင်မြတ်များနောက်ဆုံးဖုံပေးဖို့
စွန့်ပြင်နေကြတဲ့အချိန်မှာအိမ်ရှိမှာမထေရပါစွန့်ကန်ကြွတယ်အဲ့ဒီမထေရကမဟာနိသဗမထေရဘုဒ္ဓဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမေကြီးရဲ့တတိယသာဝကအဲ့ဒါကိုတပိတ်ကိုယူပြီးတော့ရှင်ဘုရားတပည့်တော်အိမ်ထဲကိုကြွပါလို့တထေရကပင့်တယ်ဒါပေမဲ့အဲ့ဒီမထေရကအိမ်ထဲကိုမကြွအောင်ပင့်တာကိုမကြွအောင်ဘာဖြစ်လို့ဆိုသူကဒုတင်ဆောက်တည်ထားတာနော်ဟင်းလင်းပြင်လွင်တီးခေါင်ပါပဲနေမယ်အဘောဂတိကဒုတင်သစ်ပင်ရိတ်တောင်မဝဲဟုတ်အိမ်ထဲကိုမပြောနဲ့အဲ့လိုပင့်လို့မရတဲ့အခါကျတော့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကိုမေးတာအဲ့ဒီတထေရကဒီယဟန်ကအရှင်ဘုရားတို့တည်းများပို့ပြီးတော့ဂုံကျေးဇူးအဖြစ်မြတ်နေသေးသလားလို့မေးတာမေးတော့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကမြတ်စွာဘုရားတည်းမြတ်တယ်လို့တော့မဆိုနိုင်ပါဘူးဒါပေမဲ့လို့ဘုရားရှင်ကိုရမကြီးကဟုတ်တယ်တဲ့ငါတို့ကတက္ကရာရဲ့အိမ်မှာစွန့်စားဖို့အတွက်ထိုင်းပြီးတော့စောင့်မျှော်နေတာရှိတယ်အဲ့ဒီယဟန်ကအဲ့လိုစောင့်မျှော်နေတာမရှိဘူးတဲ့ငါတို့ကရွာเจ้าကိုအမိပြုပြီးတော့နေတာရှိတယ်သူကတောเจ้าမှာပဲနေတာတို့ကเจ้าနေကန်နေနဲ့နေတာသူကတည်တည်ရင်သူမဟုတ်လွင်တီးခေါင်မှနေတာဒီလိုမြင့်မြတ်တဲ့ဒူတင်အကျင့်တွေကိုကျင့်သုံးနေတာအလွန်ကျိုးကျေးဇူးများပြားတဲ့အကျင့်တွေကိုကျင့်သုံးနေတာလို့အဲ့လိုအမိန့်ရှိတော့အလွန်ကြီးညိုတယ်အဲ့ဒါနဲ့တူတူပြောရရင်တော့အဲ့ဒီမထေကိုအားကြလို့အဲ့ဒီတထေကနော်သူလည်းပဲဖရာတဆူဆူရဲ့ဓမ္မမှာဒုတင်အရာမှာဣတတဲ့ရတဲ့မထေမြတ်တစ်ပါးဖြစ်ပြရစီဆိုပြီးတော့အဓိကာရကုသိုလ်ကောင်းမှုတို့ကြီးပြုပြီးတော့ဆုတောင်းအဲ့ဒီမှာဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကလည်းသူ့ရဲ့ဆုပြည့်ဝမယ်ဆိုတာကိုသိတော်မူမြင်တော်မူတဲ့အတွက်ကြောင့်သင်ဟာလာမဲ့ကဘာတသိမ့်ထက်မှာကောရမဗုဒ္ဓမြတ်စွာဘုရားရဲ့တတိယသာဝကဒုတင်အရာမှာဣတတဲ့ရတဲ့ရှင်မဟာကတ္တပဆိုတဲ့နာမည်ဒုနဲ့ထုကဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်လို့ပြာလေးစကားမိန့်တာအဲ့ဒီလိုနဲ့ဦးဇင်းတို့နော်ဂျာကာလမှာမဟာဗုဒ္ဓဝင်ထဲမှာတော့အများကြီးထူးခြားတဲ့ဘဝတွေကိုမှတ်တမ်းတင်တာရှိပါတယ်အဲ့ဒါတွေကိုဦးဇင်းတို့အလုံးကြော်ခဲ့ပြီးတော့နောက်ဆုံးဘဝမြတ်စွာဘုရားရဲ့လက်ထက်ယဟန်ပြုတဲ့အနေအထားကိုဆက်ပြီးတော့ပြောကြည့်မယ်ပေါ့နော်အဲ့တော့ဒါကလည်းပဲပိဋကပေါင်းတော်တို့အလုံးကြားဖို့နာဝရှိထားတဲ့အကြောင်းအရာတစ်ခုပိပလိနဲ့မေဘဒ္ဒါဆိုတာအလုံးကြားဖို့ပါတယ်ဟုတ်လားအဲ့ဒါပိပလိဆိုတာကဒီရှင်မကတ္တဗကိုရမြတ်ကြီးဖြစ်လာမဲ့ပုဂ္ဂိုလ်ပဲအလွန်ချမ်းသာကြွယ်ဝတဲ့အမျိုးဘုရင်တို့မကရာတိုင်းထဲမှာမဟာတိဋ္ဌပုံနာရွာဆိုတာရှိတယ်အဲ့ဒီမှာသူနော်အကြီးအကဲရဲ့အိမ်မှာလူသွားဖြစ်တာအလွန်ချမ်းသာတယ်နော်တစ်ဖက်ဆယ်ကန်တွေကိုအလုံး60လောက်ရှိတယ်လို့ပြောတယ်နော်စင်တက်မြင်းတက်ယထာဓာတ်တွေတောင်ရှိတယ်တဲ့နေစားပေစားတမျှပေါ့နော်ဘယင်မဟုတ်တာတမဲပဲပိပလိလူလင်းဆိုတာလွန်ချမ်းသာတယ်အဲ့ဒါအရွယ်ရောက်လာတဲ့အခါကျတော့အိမ်တော်ပြုတ်ဖို့အတွက်လုံးဝစိတ်ဝင်စားဘာဖြစ်လို့လဲဆိုတော့ तू ကဗြဟ္မပြည်ကနေလာတာနော်ဗြဟ္မပြည်ကနေလာတာအဲ့ဒါ तू နဲ့ပါရမီဖြည့်ဘက်ကလည်းဗြဟ္မပြည်ကနေလာတာဘယ်မှာဖြစ်နေတုံးဆိုတော့ဦးဇင်းတို့မိမကျော်မိမလှတွေအလွန်များတဲ့နော်ဦးဇင်းတို့ခေမာထီတီတို့ဖြစ်ခဲ့တဲ့နေရာဒေသဟုတ်လားဗဒ္ဒတိုင်းတာဂရမြို့နော်အဲ့ဒီမြို့မှာအလွန်ချောတဲ့လှတဲ့အမျိုးသမီးတူသွားပြီးတော့ဖြစ်တာနာမည်ချင်းကတော့ဗဒ္ဒနောက်တော့ပိပလိအိမ်ကိုရောက်လာတဲ့ခါကျတော့ပိပလိရဲ့အဖေကကပိလဆိုတာအဲ့ဒီမှာကပိလရဲ့ချွေးမပေါ့လေဗဒ္ဒကပိလနီလို့အဲ့လိုနာမည်တွင်သွားတာအဲ့ဒါအမေဖေကဒီပိပလိလူလည်းအသက်20ကျော်ရောက်တဲ့ခါကျတော့အိမ်တော်ရသားချဖို့နားချတယ်ဘလို့မှစိတ်ဝင်စားတဲ့ခါကျတော့မိဘတွေလက်လျှော့အောင်ဆိုပြီးတော့အလွန်ချောမောလှပတဲ့နော်ရွှေရုပ်တရုပ်ကိုပရိန်သေးတွေကိုသူခိုင်းတယ်ခိုင်းပြီးတော့ဒီအယုတ်နဲ့တူလောက်အောင်လှတဲ့အမျိုးသမီးကိုရရင်ယူမယ်လို့မဖြစ်နိုင်ဘူးထင်လို့သူကမပြုတ်ကျင်လို့ဒီလိုလုပ်တာအဲ့ဒီရွှေရုပ်ကိုထမ်းပြီးတော့နော်သူ့ရဲ့အချွေအနေကသွားပြီးတော့ရှာတော့စောစောကပြောတဲ့ဗဒ္ဒါကိုသူတို့တွေ့တာတွေ့တဲ့အခါကျတော့သူတို့တောင်းရတဲ့အခါကျတော့အလုံးသဘောတူတယ်အမျိုးနွယ်အဖြစ်စီတဲ့ဥစ္စာအဖြစ်တူမျှတယ်ဆိုပြီးတော့ဒါပေမဲ့လို့အဲ့ဒီပိပလိရောမေဘဒ္ဒါရောအိမ်အောင်ပြုတ်ရမယ်အနေထားကိုသိတဲ့အခါကျတော့လျှို့ဝှက်တဝန်လွှာပေးကြတယ်တဲ့မင်းငါ့ကိုမယူနဲ့ငါ့ကိုယူလို့ရှိရင်မင်းတစ်ချိန်ရောက်ရင်ဒုက္ခရောက်မယ်ဘာလို့ဆိုတော့ငါကမိဘတွေတည်ပြီဆိုရင်ယဟန်ပြုတ်မှာဒါကြောင့်မင်းငါ့ကိုမယူနဲ့
အဲ့ဒီလိုတဝန်လွာရေးပြီးတော့ပို့တာဟိုဘက်ကအမျိုးသမီးကလည်းအဲ့ဒီတိုင်းတဝန်လွာရေးပြီးတော့ပို့တာတိုက်ဆိုင်ပေါ့အဲ့ဒီတဝန်လွာနှစ်ခုကိုယူလာတဲ့လူကလည်းလမ်းမှာတိုက်ဆိုင်တွေ့ကြတယ်လို့ဆိုတယ်ဘယ်ကလာတဲ့တုန်းဘသူတုန်းမေးလိုက်တဲ့အခါကျတော့အကြောင်းသိတော့စာတွေကိုဖွင့်ဖောက်ပြီးတော့ဖတ်ကြည့်ကြတာအဲ့ဒီကြတော့မှထူးခြားတယ်ဆိုတော့အဲ့ဒီစာတွေအကုန်စုပ်ဖြဲပြီးတော့တယောက်နှစ်သက်တဲ့အကြောင်းတွေကိုစာတွေကိုပြင်ရေးပြီးတော့ပို့တာအဲ့လိုနဲ့စိတ်သဘောမတူညီပဲနဲ့အကျဉ်းလင်မယားဖြစ်ကိုရောက်ရတာဒါပေမဲ့လို့တော့ရတဲ့အချိန်ကစပြီးတော့မောင်လိုနှမလိုပဲနေကြတယ်တဲ့ဒါပေတို့သိပါတယ်နောက်အလယ်မှာပန်းကုန်းထားပြီးတော့အိတ်တာပန်းကုန်းမညှိုးဘူးဆိုတာအဲ့ဒါသူတို့ပဲဘာလို့သူတို့မှအဲ့ဒီလိုစိတ်တွေနော်နေပါနေရတာတော့ဆိုရင်ပြမပြေကလာလို့ပြမပြေကလာတဲ့အတွက်ကြောင့်အဲ့လိုဖြစ်တာအဲ့ဒါနဲ့နောက်တော့သူတို့ယဟန်ပြုခြင်းရဲ့အကြောင်းတရားလေးတစ်ခုကလည်းစိတ်ဝင်စားစရာကောင်းတယ်အခါတစ်ပါးမှာလေတော်ကိုသွားပြီးတော့အလုပ်တွေကိုကြီးကြပ်တယ်ပိပိလိလူလင်ကအဲ့လိုလေထွန်တဲ့အခါကျတော့နော်ဒီထွန်ကြကြားလေးတွေမှာပိုးကောင်လေးတွေရှိတာတခါလေးအဲ့ဒီဇရက်တွေကြီးတွေကအဲ့ဒါကိုထိုးကြစိတ်ကြတာရှိတယ်နော်လေထွန်လို့ရှိရင်တခါလေးလင်းမြူရွှဲငှက်လေးတွေပါလေဆိုရင်နွားရဲ့ပိုးပေါ်တောင်တက်နာပြီးတော့လိုက်တော်တာတွေရှိတယ်အဲ့ဒါကိုမြင်တဲ့အခါကျတော့ဒီအကုသိုလ်ဟာဘု து ထီကိုဘု து စီကိုရောက်လာမှာတော့နော်ခိုင်းစီတွေကိုမေးတဲ့အခါကျတော့ဒါအရှင်းရဲ့လေကိုထွန်တာဆိုတော့အရှင်းစီကိုပဲဒီအကုသိုလ်ကရောက်လာမှာဟာတော်တော်ထိတ်လန့်သွားတယ်သူအဲ့ဒါနဲ့မဖြစ်ချေဘူးငါကတော့ဒီရှိသမျှစည်းစိမ်ကိုစွန့်ပြီးတော့ရဟန်းပဲပြုတော့မယ်ဒီမျိုးစေ့ကငိုတဲ့ကလည်းပါပြီးသားပါဒါကအနိကတွန်အားပါနော်အဲ့ဒီနေ့မှာပဲတိုက်ဆိုင်ပရဂဗိလာနေကလည်းပဲအိမ်မှာနှမ်းအိုးထဲမှာရှိတဲ့နှမ်းတွေကိုနေပူလှမ်းတာအဲ့တော့နှမ်းထဲမှာနှမ်းတွေမှာပိုးကောင်တွေကရှိတယ်အဲ့ဒီပိုးကောင်တွေကငှက်တွေကစားကြတာတွေ့ပြန်တယ်တွေ့တော့ဒါပစုတိကိုရောက်မှာတော့ဒီအကုသိုလ်ကဒါရှင်မတို့ပစ္စည်းပဲရှင်မတို့ဒီရောက်မှာပေါ့အဲ့တော့သူဘလို့စဉ်းစားတော့ဆိုတော့ဩအဝတ်ပိုင်းစားလေး၄-၅ တောင်လောက်ရှိလို့ရှိရင်ငါခန္ဓာကိုယ်လုံအောင်ဝတ်လို့ရတယ်နော်အစာပြေုံလောက်တော့ဘိုက်ဝယုံလောက်တော့ဘယ်နာသွားစားရတယ်နော်ဒီစည်းစိမ်တွေအတွက်ဘာလို့ငါဒီအကုသိုလ်ကအကုသိုလ်တွေကိုအဖြစ်ခံမလဲရောငါဒီနေ့ပဲဒီရှိတဲ့စည်းစိမ်ကိုစွန့်ပြီးတော့ငါရဟန်းပြုမယ်လို့သူကလည်းအဲ့လိုစဉ်းစားတယ်အဲ့ဒါနဲ့ဘေဘီလီလို့လည်းလေတော့ပြန်လာတဲ့အခါမှာပါရဂဗိလာနီကိုခေါ်ပြီးတော့ရှိသမျှစည်းစိမ်တွေကိုမင်းကိုအနှဲပါတယ်ငါကတော့ရဟန်းပြုတော့မယ်ကျွန်တော်မျိုးမကလည်းအဲ့ဒါကိုပဲစောင့်နေတာတဲ့ဒါကြောင့်မို့လို့အတူတူပဲရဟန်းပြုကြမယ်ဆိုပြီးတော့တို့ပြောကြပါစို့ရှိသမျှစည်းစိမ်အကုန်လုံးကိုစွန့်ခဲ့ပြီးတော့မြတ်စွာဘုရားကိုရည်မှန်းပြီးတော့ရဟန်းပြုကြတာဟုတ်လားအဲ့လိုရဟန်းပြုပြီးတော့ထွက်သွားကြတော့ဒါသူအတူကရုံတုံးပြီးတော့သင်္ကန်းဝယ်ပြီးတော့နော်ဝတ်သွားကြတာပဲအဲ့မြတ်စွာဘုရားကိုရည်မှန်းပြီးတော့ဝတ်သွားတာအဲ့ဒီလိုနဲ့ဦးဇင်းတို့တဏှာရောက်တဲ့အခါကျတော့ဘေဘီလီကဘာစဉ်းစားတော့ဆိုတော့ငါရဲ့နောက်မှာအမျိုးသမီးတယောက်ပါနေတာဒါမသိတော့ဘူးတော့ရဟန်းဖြစ်သွားပြီဆိုတော့အမျိုးသမီးတယောက်ပါနေတာမသိတော့ဘူးအဲ့ဒါနဲ့လမ်းကလည်းနှစ်ခွရှိနေတာဆိုတော့ဂိုင်းမင်းကြိုက်တဲ့လမ်းကိုရွေးပါမင်းနဲ့ငါတူသွားလို့မရတော့အဲ့ဒါနဲ့မေဘတာကလက်ဝဲလမ်းကိုရွေးတယ်လက်ရလမ်းကိုအောင်ပိပလိကဖြစ်လာတဲ့ရဟန်းကရွေးတယ်ပေါ့အဲ့ဒီအချိန်မှာနောက်တန်တရားလုံးပါရမီဖြည့်လာတဲ့အနေအထားဒါအပိအပိုင်ခွဲခွာခြင်းပဲလို့အဲ့ဒါလိုလဲခွဲခွာပြီးတော့သွားကြရောမြေကြီးဟာအကြီးကျယ်တုံနေတဲ့မြေလှုပ်တယ်အဲ့သူတို့ရဲ့ဂုံအရန်ကြီးတဲ့အတွက်ကြောင့်အဲ့ဒီမြေလှုပ်တာကိုဘယ်သူသိလဲဆိုတော့မြတ်စွာဘုရားသိတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကနောက်တဝါပဲဆိုပြီးရတာရှိတယ်ဝိလုံဝန်ကျောင်းမှာပဲရှိနေသေးတယ်ပိမိတာမင်းကြီးလှူထားတဲ့ဝိလုံဝန်ကျောင်းမှာပဲရှိသေးတယ်နောက်ဆွေတော်မျိုးတော်ဒီကိုမြတ်စွာဘုရားမကြောက်ရသေးဘူးဘုရားဖြစ်ပြီးကားတာပဲဆင်ញင်လိုက်တဲ့အခါကျတော့ဘာကြောင့်မြေလှုပ်တာတော့ဆိုတော့တတိယတာဝကဖြစ်မဲ့နောက်ပိပလိလွတ်လည်းငါ့ကိုရည်မှန်းပြီးတော့ရဟန်းပြုလာတယ်ငါထွက်ပြီးတော့ကြိုမယ်တဲ့အဲမြတ်စွာဘုရားတော်ထွက်ကြိုပါနော်သူ့ရဲ့ဂုဏ်ကျေးဇူးသူ့ရဲ့နော်မြင့်မြတ်မှုဟာဘလောက်ကြီးမားလဲဆိုတာအဲ့ဒါဘယ်ကနေစောင့်တော့ဆိုတော့နော်ဦးဇင်းတို့ဘဟုဗုဒ္ဓကညောင်မင်းဆိုတာရှိတယ်နာမည်ကြီးပေါ့နော်အဲ့ဒီညောင်မင်းအောက်ကနေပြီးတော့ထိုင်ပြီးတော့စောင့်တော့ဦးဇင်းတို့တာမန်ယဟန်တစ်ပါးအနေထားနဲ့စောင့်တာမဟုတ်ဘုရားရဲ့အသေးရနဲ့အတင့်တဲ့သို့အနေထားကိုနော်ပြပြီးတော့စောင့်ကြောင်ကြီးတော်တွေလည်းကွန်မြူပြီးတော့ညောင်မင်းတစ်မင်းလုံးဟာရွှေကြီးတွေတုတ်ထားတယ်လို့ဝင်းနေတယ်လို့ဆိုတယ်အဲ့အဝေးကမြင်လဲရရောဒါငါရှိမှန်းပြီးတော့ပြုတ်ခဲ့တဲ့မြတ်စွာဘုရားဆိုတာဒါပဲလို့သူဆုံးဖြတ်ချက်ချနိုင်တယ်
ဟုတ်လားအဲ့ဒီမှာအနားလဲရောက်ပြီလဲဆိုရောမြတ်စွာဘုရားကိုရှ िख ိုးဥချရှ िख ိုးဥချတာမှ तू ကမြင်ချင်းတစ်ခါရှ िख ိုးဥချတယ်တဲ့ဝေကြီးတွေကစမနီးမဝေးအရာရတဲ့အခါတစ်ခါရှ िख ိုးဥချတယ်အနီးနားရောက်မှတစ်ခါရှ िख ိုးဥချတယ်အဲ့လိုရှ िख ိုးဥချပြီးတော့မြတ်စွာဘုရားဟာတပည့်တော်ရဲ့ဆရာပါတပည့်တော်ဟာမြတ်စွာဘုရားရဲ့တပည့်တာဝကပါဘယ်သူမှဒါဘုရားလို့ပြောရတာမဟုတ်ဘူးတော့သူသိတာအဲ့လိုလုပ်ပြီးမြတ်စွာဘုရားကိုရှ िख ိုးဥချတော့မြတ်စွာဘုရားကဘာအမိန့်ရှိတော့ဆိုတော့ခြေသားကတ္တပတဲ့သူ့ရဲ့အနွယ်ကကတ္တပမို့လို့ကတ္တပအမျိုးအနွယ်မို့လို့ကတ္တပလို့ခေါ်တယ်တင်လိုပုဂ္ဂိုလ်တူတယောက်ရဲ့အခုလိုရှ िख ိုးဥချအယိုသေးပြုတာကိုငါဘုရားရှင်ကိုရမြတ်ကြီးမို့လို့ခံတိုက်တာမတိပဲနဲ့တိတယ်မမြင်ပဲနဲ့မြင်တယ်လို့ဝါကြွားပြီးတော့ပြောတဲ့ပုဂ္ဂိုလ်မျိုးကိုမြန်တင်ကသွားပြီးတော့ဒီလိုမြန်အယိုသေးပြုမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဥကောင်းဟာပြတ်ကြလေရ၏ဂုံကြီးလွန်းလို့ဟုတ်လားဒါပေမဲ့မြတ်စွာဘုရားကိုတော့မွေးညင်းပင်လေးတစ်ပင်ကိုတောင်မတုံလှုပ်စေနိုင်ဘူးတဲ့နော်ဒါလည်းတော်တော်စဉ်းစားရကောင်းတယ်နော်ဟိုကအယိုသေးပြုတဲ့ပုဂ္ဂိုလ်ကအရန်ကြီးကျယ်မြင့်မြတ်နေတဲ့အခါအယိုသေးအပြုခံမဲ့ပုဂ္ဂိုလ်ကနော်သူထင်ထားသလိုမျိုးဖြစ်နေဖို့အရေးကြီးတာပေါ့ဟုတ်လားအဲ့လိုမြတ်စွာဘုရားကအမိန့်ရှိတာအဲ့ဒါနဲ့အဲ့ဒီရှင်မကတ္တပရဟန်းမဖြစ်သေးဘူးရဟန်းပြုပေးတာကလည်းဒီသာသနာမှာအဲ့ဒီပြုတဲ့နည်းနဲ့ပြုတာအဲ့ဒီတစ်ပါးပဲရှိတယ်အေဟိဘိက္ခုလည်းမဟုတ်တိမ်ထဲမှာကဝါနဲ့ဖတ်ပြီးတော့ရဟန်းပြုတာလည်းမဟုတ်ဩဝါဒပဋိက္ခဏယဟန်လို့စာရလို့တောင်းတယ်ဩဝါဒ၃ပါးပေးလိုက်တာနဲ့သူယဟန်ဖြစ်သွားတယ်ဒီတစ်ပါးပဲရှိတယ်ဒါပထမဩဝါဒကဘာလဲဆိုတော့စေတကတ္တပါတဲ့ဒီသာသနာမှာမထေကြီးမထေလက်မထေငယ်ဘယ်လိုယဟန်ကိုပဲတွေ့ဟိရိဥတ္တပကိုရှေ့ရှုပြီးတော့ထင်စေပြီးတော့နေမယ်လို့သင်ကျင့်ပါတဲ့ဟိရိဥတ္တပဆိုတာအရှက်အကြောက်ပေါ့နော်ဘလို့ယဟန်ကိုပဲတွေ့အရှက်အကြောက်အာကြီးစွာနဲ့ချဉ်ကပ်ပါအောင်ဒါကဘာကိုရည်ရွယ်ပြီးတော့ဒီအဆုံးအမဩဝါဒကိုပေးတာလဲဆိုတော့သူကအမျိုးဆက်အလွန်မြတ်တယ်အဲ့ဒီအမျိုးဆက်ကိုအမိပြုပြီးတော့ဖြစ်မဲ့မှန်ကိုတားဆီးတာသူရည်ခြင်းနဲ့သူရှိရနော်နောက်ဒုတိယအဆုံးအမဩဝါဒကဘာလဲဆိုတော့စေတကတ္တပါတဲ့ဒီသူတော်ကောင်းတရားကုသိုလ်ကောင်းမှုနဲ့ဆက်တဲ့တရားကိုအခက်ခတ်သိငါဟာနာမယ်ကောင်းကောင်းမွန်မွန်နာယူမယ်ရိုးရိုးသေးသေးနာယူမယ်လို့သင်အဲ့ဒါလို့ကျင့်ပါတဲ့တရားဆိုလို့ရှိရင်ဘယ်တရားကိုပဲဖြစ်ဖြစ်ကုသိုလ်နဲ့ဆက်တဲ့ဒီသူတော်ကောင်းတရားကိုပေါ့နော်နာယူမယ်ကောင်းကောင်းနာမယ်ရိုးရိုးသေးသေးနာမယ်အဲ့ဒါလို့စိတ်နဲ့သင်နာယူမယ်လို့ကျင့်ပါတယ်ဒါကဘာအတွက်ဒီအဆုံးအမဩဝါဒကိုပေးရတာတော့နော်သူကအလွန်ဘုသူတ္တကြွယ်ဝတဲ့ပုဂ္ဂိုလ်အဲ့ဒီအကြအမြင်ဘုသူတ္တများတာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာမဲ့မာမနာကိုကာကွယ်တားဆီးတာဟုတ်လားအဆုံးအမဩဝါဒနှစ်ချက်ရှိပြီနော်နောက်တတိယအဆုံးအမဩဝါဒကဘာလဲဆိုတော့ဒုက္ခဝေဒနာနဲ့ဆက်ရှက်နေတဲ့ကာယကတတတိကိုအမြဲတမ်းမကင်းမကွာငါကျင့်သုံးမယ်ဆိုတဲ့စိတ်နဲ့နေပါတဲ့ကာယကတတတိရဲ့အကြောင်းကိုဦးဇင်းတို့အများကြီးပြောဖို့ပါတယ်မိမိရဲ့ဒီရုပ်ပိုင်းဆိုင်ရာနော်ယူဘက်ခန္ဓာကြီးတိဆောက်ထားတဲ့အနေအထားမှန်တွေကိုမှန်မှန်ကန်ကန်တတိနဲ့စဉ်းစားဆင်ခြင်ပြီးတော့နေတာကိုကာယကတတတိလို့ပြောတယ်ဝင်သက်ထွက်သက်ဝင်နေတာထွက်နေတာရှိတယ်ဒါလေးကိုလွတ်လွတ်လပ်လပ်အစွဲလန်းကင်းကင်းနဲ့ဒီလေဝင်တွေထွက်နေတာကိုတယောက်ယောက်ကတယောက်ကိုကြည့်တယ်လို့မျိုးကြည့်ပြီးတော့သတိထားနေမယ်ဆိုရင်ခံစားချက်တစ်မျိုးရှိတယ်ဒီဝင်လေထွက်လေဝင်လေထွက်နေတာကိုသတိထားအဲ့ဒါကာယကတတတိပဲအဲ့ဒီကာယကတတတိမှာဒုက္ခရှိတယ်ဟုတ်လားပြီးတော့ဦးဇင်းတို့စာပေမွေးခြင်းခြေတိလက်တိသွားအည်အစရှိတဲ့32မျိုးသောမတင့်တယ်သောမတန်ရှင်းသောမစင်ကြယ်သောအရာတို့ဖြင့်တိဆောက်ထားတဲ့အနေအထားမှန်ကိုစဉ်းစားဆင်ခြင်ခြင်းဒါလည်းပဲကာယကတတတိပဲအဲ့ဒီကာယကတတတိကိုစဉ်းစားဆင်ခြင်ခြင်းမှာတော့အစွဲဥပါဒံအလွန်အားနည်းစေတဲ့အတွက်ကြောင့်စိတ်ဟာချမ်းသာမှုရှိတယ်ဒါကြောင့်ဒုက္ခဝေဒနာနဲ့နော်ဆက်နေတဲ့ဒီကာယကတတတိနဲ့အမြဲတမ်းငါနေမယ်ကာယကတတတိကိုဘယ်တော့မှမစွန့်ဘူးလို့အဲ့ဒီလိုကြင့်ပါတဲ့နောက်ကာယကတတတိကိုမြတ်စွာဘုရားကနော်အမတန်တေဘိခဝေပရိပုံစံတိရေကာယကတတတိပရိပုံစံတိလို့အဲ့လိုတောင်းဟောတာအဓိပ္ပာယ်ကဘာပြောတော့ကာယကတတတိကိုပွားများသောအဖြစ်သုံးဆောင်နိုင်ကြသောပုဂ္ဂိုလ်တို့သည်အမတလို့ဆိုတဲ့နိဗ္ဗာန်ကိုသုံးဆောင်နေတာနဲ့အတူတူပဲတဲ့ဟုတ်လား
ကိုယ့်ရဲ့ရုပ်ခန္ဓာပုံမှာသတိထားနေခြင်းဟာနိဗ္ဗာန်ချမ်းသာကိုသုံးဆောင်နေတာနဲ့အတူတူပဲလို့တောင်းမြတ်စွာဘုရားဟောတာနော်ဒါတတိယပေးတဲ့အဆုံးအမအဲ့ဒီအဆုံးအမကဘာလို့ပေးတာလဲဆိုတော့ဒီပိပ္ပလိလူလေဒီရှင်မာကတ္တပကအလွန်ဥပရိယုတ်ကောင်းတယ်နော်သူကလည်းရွှေလိုဝဲနေလို့သူ့ကိုပိပ္ပလိလို့နာမည်ပေးခဲ့တာအဲ့ဒီဥပရိကောင်းတဲ့ရုပ်ရည်ချုံမောလှပတဲ့အနေအထားကိုအကြောင်းပြုပြီးတော့ဒီကာယရဲ့ပုံမှာဆွဲမဲ့မှုတဏှာကိုဖယ်ရှားနိုင်ဖို့အတွက်ကာယကတ္တတတိနဲ့မကင်းမကွာနေပါလို့တတိယအဆုံးအမကိုပေးတာတဲ့အဆုံးအမဘယ်နှချက်တော့၃ချက်နော်အဲ့ဒီအဆုံးအမ၃ချက်ကိုလည်းပဲပေးလက်ပြီးတော့အရှင်မကတ္တဗယံဖြစ်သွားပြီတဲ့ဒီတစ်ပါးပဲရှိရဲ့သာသနာပါတော့ယံဖြစ်သွားပြီဆိုတော့အဲ့ဒါမြတ်စွာဘုရားနောက်တစ်ပါးကနေခေါ်ပြီးတော့ကြွသွားတယ်အဲ့ဒါရွှေလီကြီးရဲ့နောက်ကနေရွှေလီငယ်လေးလိုက်သွားတယ်လို့ပဲတဲ့မြတ်စွာဘုရားက32ပါးသောလက္ခဏာတော်ကြီးငယ်တို့ဖြင့်တင့်တယ်တဲ့ရှင်မကတ္တဗကလက္ခဏာတော်9ပါးရှိတယ်တဲ့မဟာပုရိသလက္ခဏာ9ပါးရှိတယ်တဲ့သူကလည်းပဲအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်နော်အဲ့လိုဦးဇင်းတို့ကြွသွားရင်ဒါတော်လန်ခကြီးကိုသွားနေတာတမင်တမင်အောက်ရောက်တဲ့အခါကျတော့ထိုင်လို့တဲ့အချင်းညာကိုပြတယ်တဲ့မြတ်စွာဘုရားကအဲ့တော့ရှင်မကတ္တဗကသူ့မှာပါတဲ့နှစ်ထပ်သင်္ကန်းကြီးကိုခောက်ပြီးတော့ခင်းပေးတယ်မြတ်စွာဘုရားဒီပုံမှာသတင်းသုံးမှာဒါတပည့်တော်တို့အရှိသဖြင့်အကျိုးကျေးဇူးများမှာပါဖေဟာမြတ်စွာဘုရားသတင်းသုံးပြီးတော့မြတ်စွာဘုရားကအဲ့ဒီသင်္ကန်းကိုလက်နဲ့ကိုင်ကြည့်တယ်တဲ့ကိုင်ကြည့်ပြီးတော့ခြေသားကတ္တဗတဲ့သင်္ကန်းကနုညံ့လာကြလားအဲ့လိုမိတ်ရှိတဲ့အခါကျတော့အော်မြတ်စွာဘုရားကဒီသင်္ကန်းကိုအလိုရှိတော်မူတယ်နဲ့တူတယ်အဲ့လိုဆိုမြတ်စွာဘုရားတပည့်တော်ဒီသင်္ကန်းကိုမြတ်စွာဘုရားကိုလှူပါတယ်ဗျာမြတ်စွာဘုရားသုံးဆောင်တော်မူပါအဲ့တော့မြတ်စွာဘုရားကအလှမခံဘူးလို့မရှိဘူးနော်ဘာမင်းရှိတော့ဆိုတော့ခြေသားကအဲ့လိုဆိုရင်ဘာဝတ်မလဲတဲ့တပည့်တော်ကမြတ်စွာဘုရားရဲ့သင်္ကန်းကြီးကိုရခြင်းတပည့်ရလို့ရှိရင်တပည့်တော်အဲ့ဒီသင်္ကန်းကြီးကိုဝတ်ပါမယ်တဲ့အဲ့တော့မြတ်စွာဘုရားကသင်္ကန်းချင်းလဲလို့တဲ့အတွက်ကြောင့်အဲ့ဒါလိုသင်္ကန်းကိုချီးမွမ်းတာအလကားချီးမွမ်းတာမဟုတ်သင်္ကန်းချင်းလဲမှာအဲ့ဒါဒီတစ်ပါးပဲရှိတယ်ဘယ်ဘုရားမှအဲ့လိုလုပ်ဖူးတာလည်းမရှိဘူးတဲ့ဟုတ်လားဘာဖြစ်လို့သင်္ကန်းချင်းလဲကျင်တာတော့မြတ်စွာဘုရားရဲ့ကိုယ်စားချီးမြှောက်ခြင်းလို့မြတ်စွာဘုရားနဲ့ထပ်တူထားခြင်းလို့နော်ရှင်သာရိပုတ္တရာရှင်မောက္ကလံကိုတော့အဲ့လိုမထားဘူးဘာဖြစ်လို့ထပ်တူထားခြင်းတာတော့မြတ်စွာဘုရားနဲ့ထပ်တူထားဖို့အတွက်ရှင်သာရိပုတ္တရာရှင်မောက္ကလံဉာဏ်အကြီးဆုံးတကုအကြီးဆုံးမထေရမြတ်ကြီးတွေရှိတယ်ရှိလာလိမ့်မယ်ဘာဖြစ်လို့မထားတာတော့မြတ်စွာဘုရားစဉ်းစားတယ်တဲ့သာရိပုတ္တရာတို့မောက္ကလံတို့ဟာငါအရှင်ပြိဋိဘံစံကြမှာခုဒီရှင်မာကတ္တပကအသက်120ရှိမှာငါနောက်မှပြိဋိဘံစံပါအဲ့လိုဆိုလို့ရှိရင်ငါပြိဋိဘံစံပြီးတဲ့နောက်မှာဒီအဆုံးအမဓမ္မဝိနည်းသာသနာကိုသူဟာဆက်ပြီးတော့မတိမ်ကောမပျောက်ပြက်အောင်စောင့်ရှောက်လိမ့်မယ်သံဃာယနာတင်လိမ့်မယ်အဲ့ဒီလောက်ထိသာသနာရဲ့ကောင်းကျိုးကိုအထွတ်အထိပ်ဆောင်ရွက်မဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါသူ့ကိုကြံတဲ့ယဟန်တွေကအထင်မသေးစေဖို့အတွက်မြတ်စွာဘုရားကတောင်သူ့ရဲ့ကိုယ်စားထားပြီးတော့သင်္ကန်းချင်းလဲပြီးတော့ခိုင်းခဲ့တာဆိုယဟန်တွေရဲ့သူ့ရဲ့အပေါ်မှာလေးစားမှုနော်ဒီအရှိန်အဝါကိုရကျင်လို့မြတ်စွာဘုရားသင်္ကန်းချင်းလဲတာဒါကြောင့်သင်္ကန်းကိုသုံးတတ်တာအလကားသုံးတတ်တာမဟုတ်တကယ်အလိုရှိလို့သုံးတတ်တာဘာလို့လဲလဲကျင်လို့အလိုရှိတာအဲ့ဒါသင်္ကန်းချင်းလဲတာအဲ့သင်္ကန်းချင်းလဲလိုက်ရောမြေကြီးလဲတုံမြန်တယ်ဒီရှင်မကတ္တပနဲ့ပတ်သက်ပြီးတော့မြေကြီးကတော့ခဏခဏလှုပ်နေတာကိုတွေ့ရတယ်သူ့ရဲ့အထင်ကြီးဂုံတွေကအလွန်ကြီးမားတာဟုတ်လားအဲ့လိုနဲ့ရှင်မကတ္တပကိုရောမြတ်ကြီးဟာယဟန်ဖြစ်ပြီးတော့သူအဓိကကျင့်ကြံကြုတ်ကိုအထုတ်တာကဘာလဲဆိုတော့ဒုတင်73မှပဲအလွန်အလိုနေတယ်အလွန်ရောင်ရဲတယ်စိတ်ညစ်ရမှာပဲနေတယ်ဟုတ်လားအပေါင်းအဖော်နဲ့မွေးလျော်တယ်ဆိုတာမရှိသလောက်ပဲအလွန်နဲ့လုံလဝရိယကြီးတယ်9ရက်မြပုထုဇဉ်ဘဝနဲ့နေပြီးတော့ယဟန်ဖြစ်ပြီးတဲ့နောက်နော်9ရက်ပဲပုထုဇဉ်ဘဝနဲ့နေပြီးတော့ယဟနာဖြစ်တယ်ငါမြတ်စွာဘုရားသင်္ကန်းကြီးကိုရထားတာပဲလို့အဲ့လိုမှန်ဝင်တဲ့သဘောလည်းမရှိဘူးအဲ့ဒါကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့ယဟနာဖြစ်တယ်တဲ့ဒါရှင်မကတ္တဗယဟနာဖြစ်သွားတဲ့အကြောင်းအဲ့ဒီမှာရှင်မကတ္တဗနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောစရာတွေကအရင်များတယ်အစားက2ရက်ခွဲပြီးတော့ဦးဇင်းကပြောမလို့ဒါပေမဲ့လို့ရှင်အနန္ဒာအကြောင်းကလည်း2ရက်ခွဲပြီးတော့ပြောရမှာအဲ့တော့ဒီမှာရက်က6ရက်ဆိုတော့တူတူတန်တန်ဖြစ်နေမှာဆိုတော့ရှင်မကတ္တဗအကြောင်းကိုတရက်တည်းနဲ့ပြီးပြအောင်ပြောမယ်ဆိုပြီးတော့အဲ့ဒါဒီနေ့တရားတော့နည်းနည်းတော့ရှည်ရင်ရှည်လိမ့်မယ်နော်
တော့ရှင်မကတ္တဗရဲ့ထူးခြားတဲ့အကြောင်းအရာကဘာလဲဆိုတော့အဲ့ဒီဒူတင်ဆောင်းပြီးတော့အလိုနေတဲ့ရောင်ရဲတဲ့ကိစ္စချိုးကြံချွေတာခေါင်းပါတဲ့ဂုံပေါ့နော်ဒါရှင်မကတ္တဗရဲ့ဂုံနောက်ဦးဇင်းတို့ထူးခြားတာတစ်ခုကစင်ရဲသားတွေကိုအလွန်မှတနာကျင်နာတော်မူတယ်ပေါ့နော်အဲ့ဒီကိစ္စကလည်းပဲဒီသာသနာမှာအလွန်ထင်ရှားတယ်ဆုံးကံပြီဆိုရင်တထေးတရွေတွေအိမ်မသွားဘူးတဲ့နော်အရန်ဆင်းရဲတဲ့အိမ်တွေကိုသူချီးမြှောက်ခြင်းဘုရင်တို့និရောဓသမပတ်ဝင်ပြီးကာလကိုလောင်းရလှူရမယ်ပေးရကမ်းရမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကချက်ချင်းအကျိုးကျေးဇူးကိုရနိုင်တယ်ဒါကြောင့်ဘေးတို့ကြောက်ပါတယ်လေတော်ထဲမှာပေါက်ပေါက်ပွင့်လွန်နေတဲ့လေဆောင်အမျိုးသမီးလေးတွေသွားပြီးတော့အလှခံတာပေါက်ပေါက်ပွင့်အလှခံတာပေါက်ပေါက်ပွင့်လေးလှူပြီးတော့အဲ့ဒီမျိုးသမီးလေးကမွေးကြိုက်လို့ဆုံးတာလေပြီးတော့တာဝရိန္ဒနတ်ပြည်ရောက်တယ်လာဇာနတ်သမီးရှင်နောက်ကျေးဇူးတင်လွန်းလို့ဒီအရှင်မြတ်ကြီးရဲ့ကျေးဇူးကြောင့်ငါဒီလိုဖြစ်ရတာဆိုပြီးတော့အရှင်မြတ်ကြီးရဲ့ကြောင်းသင်္ကန်းကိုလာပြီးတော့ရေတွေထဲတယ်ဒီမျက်စိလေးတွေမနဲ့မလဲငယ်မကျူလို့ထားမှမသိဘူးဒီကြောင်းလုံးတန့်ရှင်းတယ်နောက်တော့ရှင်မြတ်ကြီးကတိတဲ့အခါကျတော့နတ်သမီးကိုနောက်တာမျိုးလာမလုပ်လဲနဲ့နှင်ထုတ်တယ်အရှင်ဘုရားတဲ့ရှင်ဘုရားရဲ့ကျေးဇူးကြောင့်တပည့်တော်ဒီလိုဖြစ်ရတာဒါကြောင့်ကုသိုလ်ကောင်းမှုတွေကိုမြတ်နိုးသောအဖြစ်ဒီတော့ဆက်ပြီးတော့လုပ်ပြရစီငါလက်မခံနိုင်ဘူးတဲ့နောက်ကာလမှာစမ်းကြယ်တဲ့ရက်တောင်ကိုကိုင်းပြီးတော့တရားဟောကြတဲ့ဓမ္မကတိကတွေကရှင်မဟာကတ္တပကြီးဟာနတ်သမီးတယောက်ရဲ့နော်ဝေယဝိဆလောက်တာကိုခံယူသွားတယ်လို့ငါတရားနဲ့ထည့်ပြီးတော့ဟောမခံနိုင်ဘူးတဲ့အဲ့လိုတောင်ပြောတာနော်ဟုတ်လားအဲ့ဒီမှာအဲ့ဒီနတ်သမီးကရှင်ဘုရားတပည့်တော်မသွားပြရစီနဲ့လုပ်ပြရစီဆိုတော့အရှင်မြတ်ကြီးကလက်ဖြောက်တီးတယ်သင်ဟာတင့်ရဲ့ပမာဏကိုမသိတဲ့လူပဲအဲ့လိုဉာဏ်နာရှင်မြတ်တွေလက်ဖြောက်တီးလိုက်တယ်ဆိုရင်ဘယ်နဲ့မှအဲ့ဒီနာမှာနေလို့မရဘူးဟုတ်လားအလွင့်သွားတယ်ကောင်းတယ်မှာငိုတယ်တဲ့အဲ့ဒီနတ်သမီးကအဲ့ဒီနတ်သမီးငိုတဲ့တန်ကိုမြတ်စွာဘုရားကြားလို့ဘာလို့ငိုတာတော့ကောင်းမှုမလုပ်ရလို့နော်ကောင်းမှုမလုပ်ရလို့ငိုတယ်ဆိုတာအဲ့ဒီတည်းမှာပဲကြားဦးတယ်ဟုတ်လားကောင်းမှုမလုပ်ရလို့ပါဘုရားဆိုတော့အေးစောင့်စည်းဖို့ရာကငါသားယဟန်တော်တွေရဲ့တာဝန်ပဲကောင်းမှုပြုဖို့ရာကကောင်းမှုကိုမြတ်လို့ကြတဲ့ပုဂ္ဂိုလ်တွေရဲ့တာဝန်ပဲဆိုပြီးတော့ပုံညင်စီပုရိသောကိရာနဲ့ပုဏ္ဏပုဏ္ဏတမိသန္တကိတာထသူခောပုံညတဥစ္စေရောတဲ့အဲ့ဒီဂါထာလေးဟောတာကောင်းမှုပြုမယ်ဆိုရင်ထက်ခါပြုဖို့အတွက်စိတ်ဝင်စားရမယ်ကောင်းမှုကိုထက်ခါပြုလို့ကောင်းမှုတွေကအစုအပုံကြီးလို့ဖြစ်လာပြီဆိုရင်သူခောပုံညတဥစ္စေရောကောင်းမှုအစုအပုံရှိတဲ့ပုဂ္ဂိုလ်ကအဲ့ဒါချမ်းသာတော့တာပဲလို့အဲ့လိုဟောတာအဲ့ဒီဂါထာလဲနာပြီးတော့အဲ့ဒီနတ်သမီးတောတာပန်ဖြစ်တယ်ဒါရှင်မကတ္တဗကိုရမြတ်ကြီးရဲ့ကျေးဇူးပေါ့နောက်ပိဋကကြားဘူးတာပိဋကတို့ကြားဘူးတာတခုရှိအောင်မယ်နောက်တရားမင်းနဲ့သူဇာနမိဘုရားတို့ဆင်းရဲသားဟန်ဆောင်ပြီးတော့ရှင်မကတ္တဗကိုဆွမ်းလာလောင်းကြတာကြားဘူးတယ်မဟုတ်လားနော်ရှင်မကတ္တဗကထူးခြားစမ်းကြယ်တာတွေအများကြီးရှိတယ်တခါဆိုလို့ရှိရင်ကုဋ္ဌနုနာယောဂဆွဲကပ်နေတဲ့တခါကြီးတယောက်ကဆွမ်းလောင်းတာအဲ့ဒါလက်ကလေးကအနာပေါက်ပြီးတော့ပြက်လို့ပြက်ချင်လေးဖြစ်နေတာဆွမ်းလောင်းရင်းနဲ့အဲ့ဒီလက်ကလေးကတိုက်ဆိုင်နေတပိတ်ထဲပြက်ပြီးတော့ကြာရစ်တယ်တဲ့ကဲနော်နုနာယောဂဆွဲနေတဲ့လက်ကသွေးတွေပြည်တွေနဲ့ပြက်ကြာရစ်တယ်တဲ့တပိတ်ထဲကိုအဲ့ဒါကိုအရှင်မြတ်ကအဲ့ဒီလူမြင်းနေတုန်းမှာပဲအဲ့ဒီလက်ပြက်ကလေးကိုဖဲပြီးတော့ဆွမ်းစားသွားတယ်တဲ့သူ့ကိုလည်းပဲပီတိဖြစ်စေခြင်းတယ်ဒါကယဟနာရှင်မြတ်တွေမှသာလည်းဖြစ်နိုင်တာပေါ့နော်တာတိကုံတော့လက်ပြက်နဲ့ဆွမ်းတယ်ကိုအတူတူထားနိုင်တာလက်ပြက်ကိုတော့မစားဘူးပေါ့ဒါပေမဲ့ဖဲပြီးတော့စားယွန်ရှာတယ်ဆိုတာမရှိဘူးဟုတ်လားဒါကြောင့်မို့လို့တရားမင်းနဲ့သူဇာတို့ကလာပြီးတော့ဆွမ်းလောင်းကြတာအဲ့လိုလောင်းတာကဘယ်လိုလောင်းလို့ရတာတော့နတ်သမီးတွေကစားလာပြီးတော့လောင်းကြသေးတယ်နတ်သမီးပုံစံနေနဲ့တော့တောက်ပြောင်နေနဲ့ဆိုတော့ဘယ်ဟိုကဆွမ်းကိုလက်မခံတင်းတို့မှာကောင်းမှုတွေပြည့်စုံနေတာနော်ဆင်းရဲသားတွေကိုပဲငါသွားမယ်ဆိုနောက်တော့တရားမင်းကအဲ့ဒီနတ်သမီးတွေဆွမ်းလောင်းလို့မရခဲ့ဘူးဆိုတာသိတော့ဘလို့အမိန့်ရှိတော့မထေရမြတ်ကြီးကဆင်းရဲတဲ့လူတွေလောင်းလူတာကိုမှခံယူမယ်လို့ပြောတယ်အေးအဲ့လိုဆိုရင်ဟုတ်ပြီဆိုပြီးတော့ရကန်းရက်နေတဲ့အဖိုးကြီးဖွားကြီးဟန်ဆောင်တရားမင်းနဲ့သူစားနဲ့မထေရမြတ်ကြီးကမဆင်ကျင်တဲ့အခါကျတော့ဘယ်သိမလို့အိမ်ရှိရက်ဒါတရားမင်းကလည်းတရုပ်ပါတယ်နော်အဖွားကြီးဘာများလောင်းစရာရှိတော့ရှိအောင်မလားမသိဘူးရှာဟန်ပွေဟန်ဆောင်ပြီးတော့ယူလာကြတာ
တမ္ပတိမြတ်ကြီးကတပိတ်ပေးလိုက်တယ်ပေးလိုက်ရောလောင်းထည့်လိုက်တာတိုင်းပြည်တစ်ခုလုံးကိုအဲ့ဒီအနက်နေလွှမ်းသွားတယ်တဲ့နတ်သုဒ္ဓတွေထည့်တာအဲ့ဒီတော့မှဒါပစုလေလို့ဆင်ញင်တဲ့အခါကျတော့တရားမင်းမှန်သိတဲ့အခါကျတော့မထေရမြတ်ကြီးကတရားမင်းနဲ့သင်ဟာဆင်းရဲသူဆင်းရဲသားရဲ့ပစ္စည်းဥစ္စာတွေကိုဘာလို့လူယူတာလဲတဲ့အဲ့လိုပြောတာနော်အဲ့တော့တရားမင်းကဘာပြန်လျှောက်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်လည်းဆင်းရဲသားပါဘုရားတဲ့တရားဖြစ်ပြီးတော့ဘယ်နဲ့ကြောင့်ဆင်းရဲသားလို့ပြောရတော့တပည့်တော်ကသာသနာ့ဘအခါကာလမှာကုသိုလ်ပြုပြီးတော့ဖြစ်ရတဲ့တရားမင်းမှာအားတဲ့တပည့်တော်ရဲ့အနီးဝန်းကျင်မှာသုလရထတို့မဟာရထတို့ဆိုတဲ့နတ်သားတွေရှိတယ်အဲ့ဒီနတ်သားတွေကသာသနာတွင်မှာကုသိုလ်ပြုပြီးတော့ဖြစ်လာတဲ့နတ်သားတွေသူတို့ရဲ့အရှိန်အဝါတွေကအယောင်အဝါတွေကတပည့်တော်ရဲ့အယောင်အဝါကိုလွှမ်းမိုးနိုင်နေတဲ့ဒါကြောင့်သူတို့များလမ်းသွားပြီဆိုတပည့်တော်အိမ်ရှိကိုဗိမာန်ရှိကိုမထွက်ရဘူးဗိမာန်နဲ့ဝင်ပုန်းနေရတယ်တဲ့ဒါကြောင့်တပည့်တော်တော့ဆင်းရဲတဲ့လူရှိမလားတဲ့အဲ့ဒါနဲ့ရှင်ဘုရားအဲ့လိုဆိုရင်ရှင်ဘုရားကသဘောမတူဘူးဆိုရင်တပည့်တော်လှူတဲ့ကုသိုလ်ဟာကုသိုလ်မရဘူးလားကုသိုလ်ရပါတယ်ကိုယ်စေတနာပေါ့နော်အဲ့ဒီမှာတရားမင်းလဲဝမ်းမြောက်ဝမ်းသာငါရဲ့မြင့်မြတ်တဲ့ဒါနကောင်းမှုဟာရှင်မကတ္တပကိုရမြတ်ကြီးရဲ့ထံမှာတီးပြီးဆိုဥရန်ကျူပြီးတော့ပြန်သွားတာအဲ့ဒီတက်ကလည်းသူ့ရဲ့အယောင်အဝါတွေကပူပြီးတော့ထွက်လာတယ်ပေါ့ဒါရှင်မကတ္တပကိုရမြတ်ကြီးရဲ့နော်ရှင်ရသားတွေရဲ့အပေါ်မှာအလွန်တရာမှနော်ကရုဏာကြီးတော်မူတဲ့အနေအထားလေးကိုပြောပြတာဆက်ပြီးတော့ဦးဇင်းတို့ပြောချင်တာကနိဒာနဝကတန်ယုတ်ပါဠိတော်ထဲမှာကတ္တပတန်ယုတ်ဆိုပြီးတော့ရှင်မကတ္တပကိုရမြတ်ကြီးကိုမြတ်စွာဘုရားဟောခဲ့တဲ့ရှင်မကတ္တပကိုရမြတ်ကြီးကပြန်ပြီးတော့လျှောက်ထားခဲ့တဲ့ရှင်မကတ္တပကိုရမြတ်ကြီးရဲ့ထူးခြားတဲ့အတွေ့အကြုံတွေအများကြီးအဲ့ဒီထဲမှာမှတ်တမ်းတင်ထားတာရှိတယ်အကုန်လုံးပြောဖို့တော့အချိန်မရဘူးပေါ့နော်ပြောတဲ့အခါမှာလည်းပဲအကုန်လုံးလုံးစစ်ပတ်စစ်ရေလည်းပတ်လည်းရေတော်လည်းပဲပြောနိုင်မယ်မဟုတ်ဘူးဒါပေမဲ့ဘယ်လိုစိတ်ထားရှိတယ်နော်ဘာကိုရည်ရွယ်ပြီးတော့ပြောနေတယ်ဆိုတာလေးကိုတော့ပုံပေါ်အောင်ဦးဇင်းကပြောကြည့်ခြင်းတယ်တပထမပြောရင်တဲ့သုတ်တံကဘာလဲဆိုတော့စန္တုပမသုတ်တံဒီသုတ်တံကလည်းနာမည်တော့ကြီးပါတယ်နော်လနဲ့ဥပမာပေးပြီးတော့ဟောတဲ့သုတ်တံဒါမြတ်စွာဘုရားကစောစောကဆိုခဲ့တဲ့အတိုင်းရှင်မကတ္တပကိုကိုရောနဲ့ဓာန်တူထားတော်မူတယ်ထတ်တူထားတော်မူတယ်ဟုတ်လားအခုဒီထဲမှာလည်းပဲအဲ့လိုဓာန်တူထားပြီးတော့ဟောတာလေအများကြီးရှိတယ်ဒီသုတ်တံမှာတော့မပြောထားတော့ဆိုတော့ယဟန်တို့တဲ့လနဲ့တူအောင်ကျင့်ကြရမယ်လဟာကောင်းကင်မှာနေတယ်မော့ကြည့်တယ်အလွန်လှတယ်အလွန်အေးချမ်းတယ်ဒါပေမဲ့လဟာဘယ်သူနဲ့မှထိစပ်နေတယ်လို့မရှိဘူးယဟန်တို့တဲ့တရားတော်မတွေကိုဆက်ဆံတဲ့အခါမှာဘယ်လိုဆက်ဆံတဲ့နဲ့တော့နော်ရေတွန်းဟောင်းကြီးကိုငုံကြည့်တယ်လို့မျိုးနော်တောင်ပေါ်တက်တဲ့အခါမှာကြောက်ကဘာပြက်ကြီးကိုငုံကြည့်တယ်လို့မျိုးမြစ်ကမ်းပါးလေးရောက်တဲ့အခါမှာမြစ်ထဲကိုကြည့်တဲ့အခါမှာငုံကြည့်တဲ့အခါမှာဘယ်လိုငုံကြည့်တယ်လဲအယံတရိကြီးကြီးထားပြီးတော့ဟုတ်လားခလှမ်းလှမ်းလေးကနေမြင်ရရင်ပြီးရောတိတ်ပြီးတော့နိနိကက်ကက်ကြီးလို့မရဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီလိုမျိုးစိတ်ထားနဲ့တရားဓမ္မတွေကိုဆက်ဆံရမယ်လို့မြတ်စွာဘုရားအမိန့်ရှိတယ်အဲ့လိုအမိန့်ရှိပြီးတော့ဗာဆက်မိန့်ရှိတော့ယဟန်တို့တဲ့ဘယ်လိုယဟန်ကတရားဓမ္မတွေကိုဆက်ဆံခြင်းကထိုက်တယ်လေမြတ်စွာဘုရားဟောတော်မူပါဆိုတော့မြတ်စွာဘုရားကကောင်းငင်လက်ကလေးရမ်းပြတယ်တဲ့နော်လေထဲကိုလက်ကလေးရမ်းပြလိုက်တယ်ဒီလက်ကဘာနဲ့ထိနေတာရှိတယ်ဘာနဲ့မှထိနေတာမရှိဘူးဘာလို့မှမဆွဲလန်းရဘူးဇု့မှမဆွဲလန်းရဘူးဆိုတဲ့သဘောပြောတာခက်စိမ့်စိမ့်ပဲနေရမယ်လို့ပြောတာဧည့်သည်တဖွေတယ်အမြဲတမ်းဧည့်သည်လို့ဘယ်သူနဲ့ရင်းနှီးတယ်ဘယ်သူနဲ့ရင်းနှီးတယ်ဆိုတာမျိုးယဟန်တွေကိုမြတ်စွာဘုရားလုံးဝမဖြစ်စေခြင်းဟုတ်ရဲ့လားဒါကပိဋကပေါင်းတော်အောင်တို့ရှင်မကတ္တပရဲ့အကြောင်းကိုပြောရင်ဒီအနေအထားတွေကအများကြီးတွေ့ရမယ်နော်အဲ့လိုမြတ်စွာဘုရားမိန့်ရှိပြီးတော့ယဟန်တို့တဲ့ကတ္တပဟာအဲ့လိုနေတဲ့ယဟန်ဖြစ်တယ်တဲ့သူ့ကိုဥပမာပေးတာနော်ကတ္တပဟာအဲ့လိုမျိုးတရားဓမ္မတွေကိုဆက်ဆံတဲ့ယဟန်လေထဲကိုလက်ရမ်းလိုက်တယ်လို့မျိုးလာနဲ့တူတဲ့နော်အဲ့လိုမျိုးကြက်သိမင်္ဂလာရှိတဲ့နော်အစွဲအလမ်းမရှိဘဲနဲ့လွတ်လွတ်ဆက်ဆံတဲ့ယဟန်မျိုးဖြစ်တဲ့အလင်းရောင်ပဲပေးမယ်ညှိကပ်တွေ့တာမရှိဘူးအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီထဲမှာမှတ်သားစရာကောင်းတာလေးတစ်ခုကယဟန်တို့တဲ့စင်ကြယ်တဲ့တရားဟောခြင်းဆိုတာဘယ်လိုဟာလဲမစင်ကြယ်တဲ့တရားဟောခြင်းဆိုတာဘယ်လိုဟာလဲတဲ့ဒါကတော့ဦးဇင်းတို့အများကြီးသတိထားစေအောင်နော်မစင်ကြယ်တဲ့တရားဟောခြင်းဆိုတာဘယ်လိုဟာမျိုးကိုပြောတာလဲစင်ကြယ်တဲ့တရားဟောခြင်းမျိုးဆိုတာဘယ်လိုဟာမျိုးကိုပြောတာလဲမစင်ကြယ်တဲ့တရားဟောခြင်းမျိုးဆိုတာတဲ့
ငါတရားကိုနာပြီးတော့ဒီလူတွေကငါ့ကိုကြည်ညိုပြီးတော့ကြည်ညိုတဲ့အတိုင်းအပြုအမူတွေပြုကြမယ်ဆိုရင်သိကောင်းမှာပဲဆိုတဲ့စိတ်နဲ့ဟောရင်အဲ့ဒါမစင်ကြယ်သောတရားဟောခြင်းနဲ့ဟုတ်လားငါဟောတဲ့တရားကိုနာကြပါစေနာပြီးတော့ငါ့ကိုကြည်ညိုကြပါစေကြည်ညိုပြီးရင်ကြည်ညိုတဲ့အချင်းရာကိုပြကြပါစေကြည်ညိုတဲ့အချင်းရာကိုပြတယ်ဆိုတာဘာပြောတာလဲလေးလေးစားစားတန်ဖိုးထားပြီးတော့လှူကြတန်းကြတာကိုကြည်ညိုတဲ့အချင်းရာပြတယ်လို့ပြောတာအဲ့ဒီလိုစိတ်နဲ့တရားဟောမယ်ဆိုရင်ဒါပါလေမစင်ကြယ်တဲ့တရားဟောခြင်းနဲ့စင်ကြယ်တဲ့တရားဟောခြင်းဆိုတာဘယ်လိုတော့ငါဟောတဲ့တရားကိုနာကြပါစေနာပြီးရင်သိကြပါစေဆိုလိုချက်အဓိပ္ပာယ်ကိုသိကြပါစေသိပြီးရင်သိတဲ့အတိုင်းရှင်းနိုင်ကြပါစေဆိုတဲ့စိတ်နဲ့တရားဟောမှသာလေအဲ့ဒါစင်ကြယ်သောတရားဟောခြင်းဖြစ်တယ်ယဟန်တို့တဲ့ကတ္တပဟာအဲ့ဒီလိုစင်ကြယ်သောတရားဟောခြင်းဖြစ်လာတယ်တရားဟောတယ်တဲ့ဟောသူ့ကိုပဲဥမာပေးတာနော်ယဟန်တို့တဲ့ငါဟာကတ္တပလိုယဟန်ကတ္တပနဲ့တူတဲ့ယဟန်မျိုးကိုသာနဲ့ဥပမာပြုပြီးတော့တရားကိုဟောမယ်တဲ့အဲ့လောက်ထိချီးမြှောက်တယ်ရှင်မကတ္တပကိုမြတ်စွာဘုရားကဟုတ်လားဒါကောဦးဇင်းတို့စန္ဒုမတုတ်တန်ထဲမှာလာတဲ့အကြောင်းအရာလေးတွေမှတ်မိတာလေးကိုပြင်ပြောပြတာဟုတ်လားအဲ့ဒီထဲမှာဦးဇင်းတို့ဩဝါဒတုတ်တန်ဆိုတာ၃ပုဒ်ပါတယ်ပထမဩဝါဒတုတ်တန်ဒုတိယတတိယဩဝါဒတုတ်တန်ဆိုနော်အဲ့ဒီမှာပထမဩဝါဒတုတ်တန်ထဲမှာမြတ်စွာဘုရားအာဟောတာတော့ဆိုတော့ခါတစ်ပါးမှာရှင်မကတ္တပကိုမြတ်စွာဘုရားကကတ္တပတဲ့ယဟန်တွေကိုသင်တရားဟောပါဆုံးမပါငါလည်းပဲဆုံးမမယ်သင်နဲ့ငါနဲ့ဟာယဟန်တွေကိုဆုံးမပြီးတော့အကျိုးရှိအောင်လုပ်ကြမယ်တန်းတူထပြောတာနော်မြတ်စွာဘုရားအဲ့လိုမျိုးယဟန်တွေကိုဆုံးမဖို့တရားဟောတိုက်တွန်းတော့ရှင်မကတ္တပကမြတ်စွာဘုရားတဲ့အခုခေတ်ယဟန်တွေဟာဆုံးမခက်လိုက်တာတဲ့ဒါမြတ်စွာဘုရားပြိမိမစံခင်မှာအခုခေတ်လို့သုံးတယ်နော်အခုအခါရှေးအခါအခုအခါလို့သုံးတယ်ဒါမြတ်စွာဘုရားရဲ့ဘုရားစပြီးတော့ဖြစ်ခါစအချိန်ကစပြီးတော့ဝါ20အတွင်းကိုဒါရှေးလို့သုံးတယ်ဝါ20နောက်ပိုင်းမှာတိက္ခဗုဒ္ဓအများကြီးပြည့်ညက်ပြီးတော့သိုးသွန်းတဲ့ယဟန်တွေကပေါ်လာတာအများကြီးဖြစ်လာတာဝါ20အတွင်းမှာတော့အဲ့လိုမျိုးအလွန်တန့်ရှင်းစင်ကြယ်တယ်ဟုတ်လားဒါကိုယဉ်ညွှန်းတာမြတ်စွာဘုရားတဲ့အခုအချိန်ခါမှာယဟန်တွေကဆုံးမခက်လိုက်တာတဲ့အဆုံးမခက်ကြောင်းအကုသိုလ်တွေနဲ့ပြည့်နေတယ်တဲ့သူတို့ကတီးမခံနိုင်ကြဘူးတဲ့ပြောတဲ့စကားကိုရိုးရိုးသေးသေးနားမထောင်နိုင်ကြဘူးဒါမှမဟုတ်သူမဆုံးမခြင်းဘူးလို့ပြောတာပဲအဲ့လိုအမိန့်ရှိတဲ့အခါကျတော့မြတ်စွာဘုရားကမြတ်စွာဘုရားအဲ့လိုအမိန့်ရှိတော့ရှင်မကတ္တပကအဲ့လိုဆုံးမခက်တယ်ဆိုတော့ပြောရင်းနဲ့စက်မိဆက်ရပေါ့ဘာလျှောက်တော့ဆိုတော့မြတ်စွာဘုရားတဲ့အာနန္ဒာရဲ့တပည့်ဖြစ်တဲ့ဗန္ဒာယဟန်ရဲ့အနုဒုဒ္ဓရဲ့တပည့်ဖြစ်တဲ့အဘိစိကယဟန်ရဲ့အဲ့ဒီယဟန်တစ်ပါးဆိုရင်ဘလို့တောင်လုပ်လဲဆိုတော့တရားဟောပြိုင်ကြတယ်ဘုရားတဲ့သူရှောက်နေတာမြတ်စွာဘုရားမင်းနဲ့ငါနဲ့ဘယ်သူကအများကြီးဟောနိုင်မလဲဘယ်သူဟောတာကကောင်းတယ်ဘယ်သူကအကြာကြီးဟောနိုင်မလဲအဲ့ဒီလိုတောင်တရားဟောပြိုင်ကြတယ်ဘုရားဖြစ်နေတာကိုသူပြောတာအဲ့တော့မြတ်စွာဘုရားကအေးအဲ့လိုဖြစ်နေတာလားကိုင်အဲ့လိုဆိုလို့ရှိရင်အနာရှိတဲ့ယဟန်တစ်ပါးကိုပွားပြီးတော့အဲ့ဒီယဟန်တစ်ပါးကိုခေါ်ကြည့်လို့ခိုင်းတယ်ရှောက်လာကြတယ်အဲ့ဒီဗန္ဒာယဟန်နဲ့အဘိစိကယဟန်နဲ့အဲ့တော့မြတ်စွာဘုရားဟုတ်လားလို့မေးတယ်ဟုတ်တဲ့အကြောင်းရှောက်ရတာပေါ့အဲ့တော့မြတ်စွာဘုရားကကိုင်နေစမ်းပါဦးတဲ့ငါကဘယ်တော့မှများတရားများများဟောနိုင်တယ်လို့မင်းတို့အချင်းချင်းပြိုင်ကြဟုတ်လားနော်ကောင်းကောင်းဘယ်သူကဟောနိုင်တယ်လဲဆိုတော့သိအောင်ပြိုင်ကြအများကြီးဘယ်သူကဟောနိုင်လဲဆိုတော့သိအောင်ပြိုင်ကြလို့ငါဘယ်တော့မှများဟောတာကိုမင်းတို့မှတ်သားဘူးလေတဲ့အမှတ်သားဘူးပါဘယ်တော့မှမပါတာမရှိပါဘူးပေါ့ဆိုလိုတာပြိုင်တဲ့ဆိုင်တဲ့ကိစ္စကြီးကတော်တော်စိတ်ပြည့်စရာကောင်းတယ်ပေါ့နော်ဟုတ်တယ်မဟုတ်လားဒါမြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်လေးနော်ပြုံးလဲပြုံးစရာပေါ့လေဘယ်သူကတရားများများဟောနိုင်မလဲကောင်းကောင်းဟောနိုင်မလဲအကြာကြီးဟောနိုင်မလဲဆိုတာကိုပြိုင်ကြတာတဲ့ဟုတ်လားယဟန်နေပြောရခက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒါရှောက်တာမြတ်စွာဘုရားအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီလိုမျိုးမလုပ်ရဘူးမက်ဖို့မနီအချီးနီးသောယောက်ျားဒီလိုမျိုးမြတ်စွာဘုရားနော်မန်မဲတော်မူတယ်ပေါ့ဟုတ်လားဒါမျိုးမလုပ်ရဘူးဆိုပြီးတော့အဲ့ဒါကဦးဇင်းတို့ပထမဩဝါဒတုတ်တန်ထဲမှာဒီအကြောင်းအရာလေးတွေ့ရတယ်နော်ဒုတိယတတိယဩဝါဒတုတ်တန်ကတော့ပိုးပြီးတော့တောင်မှတ်သားစရာကောင်းအဲ့ဒီပြောထားတဲ့အကြောင်းအရာလေးတွေကအခုခေတ်ဆိုးတယ်ဆိုတာနော်အဲ့ဒီတုန်းကတောင်အဲ့လိုတွေရှိတယ်ဆိုတော့အခုဖြစ်နေတာဘာမှမဆန်းဘူးဆိုတာလေးကိုစဉ်းစားနိုင်ကြဖို့ဘာပြောထားတော့ဆိုတော့ကတ္တပတဲ့သင်ဟာယဟန်တွေကိုစုံမပါတရားဟောပါငါလည်းပဲယဟန်တွေကိုစုံမမယ်တရားဟောမယ်သင်တဲ့ငါနဲ့ဟာယဟန်တွေကိုအတူတူစုံမကြမယ်ဟောကြမယ်ဒီတော့မြတ်စွာဘုရားတဲ့ယဟန်တွေဟာစုံမခက်ပါလေစောစောကလည်းပဲလျှောက်တယ်တိခတ်နိုင်ခဲ့ကြတယ်
ရိုးသေးသေးနားမထောင်ကြဘူးအဲ့တော့မြတ်စွာဘုရားကဟုတ်တယ်တဲ့ရှေးတုန်းကဆိုလို့ရှိရင်ယဟန်တွေဟာဒူရင်စောက်တည်ကြတယ်တောရအရမှနေကြတယ်စွန့်ခံပြီးတော့စားကြတယ်ပန်းတကူသင်္ကန်းကိုဆောင်းကြတယ်အလိုလဲနဲကြတယ်အလိုနဲခြင်းရဲ့ဂုဏ်ကိုလည်းပြောကြတယ်ရောင်ရဲမှုလည်းရှိကြတယ်ရောင်ရဲမှုရှိခြင်းရဲ့ဂုဏ်ကိုလည်းပြောကြတယ်စိတ်ညင်ရမှာပျော်မွေ့ကြတယ်အပေါင်းဖော်နဲ့မမွေ့လျော်ကြဘူးအလွန်ထက်သန်တဲ့လုံလဝရိယရှိတယ်အကုသိုလ်ဖယ်ဖြောက်ရေးကုသိုလ်ပွားများရေးမှာအလွန်ထက်သန်တဲ့လုံလဝရိယလည်းရှိကြတယ်လုံလဝရိယရှိခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောဆိုလေးရှိကြတယ်တဲ့ရှေးတုန်းကယဟန်တွေအဲ့ဒီလိုမျိုးနော်သူတော်ကောင်းတရားကိုစွမ်းသောတမန်ကျင့်သုံးတဲ့အခါကာလတုန်းကယဟန်တွေရဲ့အနေထားကဘယ်လိုရှိတော့အဲ့လိုဒူတင်ကိုစောင့်တည်ပြီးတော့ဒူတင်ဆောင်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဟုတ်လားအလိုနေတယ်ရောင်ရဲတယ်စိတ်ညစ်ရမှာပျော်မွေ့တယ်နော်အဲ့လိုမျိုးကောင်းကောင်းမွန်မွန်ကျင့်သုံးနေတဲ့ယဟန်ကိုတွေ့ရင်ယဟန်အချင်းချင်းကလည်းပဲအော်ဒီအရှင်ရဲ့အမိကဘယ်လိုရှိတာတော့ဒါဘယ်သူလဲပေါ့စိတ်ဝင်စားတယ်အဲ့ဒီအရှင်အော်ကောင်းကောင်းကျင့်တာပဲအဲ့လာပါထိုင်ပါဆိုလို့နေရာပေးတယ်တဲ့ကောင်းကောင်းကျင့်တဲ့ယဟန်ကိုရှေးတုန်းကဗာလဲနေရာပေးတယ်တဲ့အဲ့လိုနေရာပေးပြီးတော့အရေးတယူလေးလေးစားစားလုပ်ကြတော့အောက်ကယဟန်ငယ်လေးတွေကလည်းဒါကိုမြင်ရတဲ့ခါကျတော့အော်ဒါကိုအားကြတယ်အတုယူတယ်ငါတို့လည်းပဲဒီလိုကျင့်မယ်ဆိုပြီးတော့နော်အတုလိုက်ပြီးတော့ကျင့်သုံးကြတဲ့အတွက်ကြောင့်အများစုဟာချမ်းသာကြတယ်တဲ့ယဟန်ငယ်တွေကချမ်းသာကြတယ်ဒါရှေးကအနေထားကိုပြောတာအခုအဲ့လိုမဟုတ်ကြဘူးတဲ့ဟောဒါမြတ်စွာဘုရားလက်ထက်မှာပြောနေတာနော်ဒူတင်ကိုမစောက်တည်ကြဘူးဒူတင်ကိုမချီးမွမ်းကြနော်အလွန်နဲမှုမရှိကြဘူးအလွန်နဲမှုကိုလည်းမချီးမွမ်းကြရောင်ရဲမှုလည်းမရှိဘူးရောင်ရဲမှုကိုလည်းမချီးမွမ်းကြဘူးနော်စိတ်ညစ်ရမှလည်းမပျော်ကြဘူးစိတ်ညစ်ရနေတာကိုလည်းမချီးမွမ်းဘူးနော်အပေါင်းဖော်နဲ့မွေးလျော်ခြင်းတွေလည်းရှိကြတယ်အပေါင်းဖော်နဲ့မမွေးလျော်ခြင်းကိုလည်းမချီးမွမ်းဘူးလုံလဝရိယလည်းမရှိဘူးလုံလဝရိယရှိတာကိုလည်းမချီးမွမ်းကြဘူးတဲ့အခုအဲ့လိုဖြစ်နေတယ်တဲ့ဟောအခုဘာတွေကိုနေရာပေးကြတော့ဘာတွေကိုလေးစားနေကြတော့ဘာစီကိုတန်ဖိုးထားနေကြတော့ဆိုတော့ယဟန်တစ်ပါးကအချမ်းရံနေများမယ်ဟုတ်လားထင်ရှားမယ်ကြော်ကြားမယ်နာမည်ကြီးမယ်ပေါ့နော်အဲ့လိုထင်ရှားကြော်ကြားပြီးတော့အချွေရံနေနဲ့စွမ်းသင်္ကန်းကြောင်းစေးဆိုတဲ့ပစ္စည်းလေးပါလက်လာပါတွေအလျံပဲပေါ်နေမယ်ဆိုရင်တော့ဟာဒီပုဂ္ဂိုလ်ဟာဘယ်သူလဲနာမည်မေးမယ်ပေါ့နော်ဒါဘယ်သူလဲဒါပဲဆရာတော်လဲပေါ့နော်အခုခေတ်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဟုတ်လားနာမည်ကြီးမယ်ထင်ရှားမယ်ကြော်ကြားမယ်ဆိုရင်တော့ဒါပဲဆရာတော်တို့နော်နာမည်တွေမေးပြီးတော့အော်ကောင်းလိုက်တာရှင်ဘုရားတို့မြတ်အရာတော်လိုက်တာဟုတ်တယ်အခုခေတ်ဘုံကြီးလို့ရှိရင်အချင်းချင်းအလွန်ထင်ကြီးတယ်ပေါ့နော်ကောင်းလိုက်တာနေရာပေးတယ်တဲ့ကြွပါလာပါထိုင်ပါဆိုတော့နေရာပေးတယ်တဲ့ဘယ်လိုလူတွေကိုနေရာပေးတာတော့ထင်ရှားတဲ့ကြောကြားတဲ့အချမ်းရံတွေများတဲ့လက်လာပါတွေများတဲ့ယဟန်ကိုနေရာပေးတယ်တဲ့အဲ့ဒီလိုမျိုးလှုပ်တော့ငယ်တဲ့ယဟန်တွေကဒါတွေကိုအတူယူပြီးတဲ့အော်လောကကြီးမှာနေရာရခြင်းတော့ထင်ရှားမှာပဲကြောကြားမှာပဲလက်လာပါတွေများမှာပဲဒါကိုသူတို့ပန်းနိုင်နေနဲ့ထားပြီးတော့လှုပ်ကြတော့မယ်နော်ဒါမြတ်စွာဘုရားရဲ့ခေတ်မှာတော့အဲ့ဒီအနေထားရှိတယ်ဆိုတာလေးကိုဘုသူဒ္ဓပြောပြတာဟုတ်လားအဲ့ဒီလိုမျိုးနောက်ဖြစ်တဲ့ဓာတ်တွေကိုအတူယူတဲ့အခါကျတော့ယဟန်တွေကဘာဖြစ်ကြလဲဆင်းရဲကြတယ်တဲ့ဆိုတော့ကအလိုနဲမှုရောင်ရဲမှုမြင့်မြတ်တဲ့ဂုဏ်တွေမရှိဘူးပေါ့ဟုတ်လားအဲ့တော့အဲ့ဒီတုတ်တန်လေးထဲမှာတရားတော်မတို့ဦးဇင်းတို့စဉ်းစားရရှိတာကနော်ရှေးကအကျင့်ကိုပဲတန်ဖိုးထားပြီးတော့လေးစားပြီးတော့မြတ်လို့ကြတယ်နောက်ရောက်လာလေအဲ့ဒီအကျင့်ကိုသိပြီးတော့တန်ဖိုးမထားတော့ဘဲနဲ့ကျင့်ရကောင်းမှမသိတော့ဘဲနဲ့နောက်ထင်ရှားမှုကြောကြားမှုအချမ်းရများမှုလက်လာပါများမှုကိုပဲရှေ့တန်းတင်လာကြတယ်။တော့အခုအဲ့လိုဖြစ်နေတာဘာဆန်းတယ်လဲလို့မေးရင်ဘာမှမဆန်းဘူး။သဘောပေါက်ရဲ့လားဗျ။အေးအဲ့တော့ရှင်မကတ္တပကဒီလိုမျိုးမဟုတ်ဘူး။ဒါရှင်မကတ္တပကိုပဲဥမာပေးပြီးတော့မြတ်စွာဘုရားဟောတာနော်။ဟုတ်ရဲ့လား။အေးအဲ့တော့ဒါကဩဝါဒတုတ်တန်တွေထဲမှာတွေ့ရတဲ့အကြောင်းအရာလေးတွေပေါ့။အဲ့ဒီထဲမှာဦးဇင်းတို့ပြောရင်းနဲ့နည်းနည်းလေးဆန်းတဲ့အဖြစ်အပျက်လေးနှစ်ခုကိုလည်းပြောပြခြင်းသေးတယ်။နောက်တစ်ခါမှာတော့ရှင်အနန္ဒာကရှင်မကတ္တပကိုရမြတ်ကြီးကိုဘိက္ခုနီမတွေရဲ့အကြောင်းကိုလိုက်ဖို့ပင့်တယ်။ရှင်အနန္ဒာကအလွန်ကြီးညိုတယ်ရှင်မကတ္တပကိုရှင်မကတ္တပကလည်းဒီရှင်အနန္ဒာကိုနော်ကိုယ့်ရဲ့ညီလေးလိုသားလေးလိုသူချစ်တယ်။တွေ့ရတဲ့သူတို့ရဲ့မှတ်တမ်းတွေကိုကြည့်လိုက်လို့ရှိရင်အယံရင်းနေတယ်ဆိုတာထင်ရှားတယ်။အဲ့ဒါနဲ့ရှင်အနန္ဒာကမရမကပင့်တယ်ရှင်မကတ္တပဒါမြို့ရောက်လာတဲ့အခါရွာချောင်းရောက်လာတဲ့အခါပင့်တာနဲ့တူတယ်များသောဖြင့်သူကတောထဲမှာပဲနေတာများပင့်တဲ့အခါကျတော့မလိုက်ချင်ဘူးညင်းတယ်ရှင်ဘုရားကြွပါကြောက်တုံးလေးဆိုအတင်းပင့်တော့လိုက်သွားတာဘိက္ခုနီမတွေအကြောင်းလိုက်သွားတာဟ
ဟိုရောက်တဲ့ခါကျတော့ရှင်အနန္ဒာကတိုက်တွန်းလို့တခါတရားဟောရတယ်ရှင်မကတ္တဗတရားဟောတယ်ဘိက္ခုနီမတွေအဲ့လိုတရားဟောပြီးတော့အရှင်မြတ်နှစ်ပါးပြန်လဲကြွသွားကြရောအဲ့ဒီဘိက္ခုနီမတွေတဲကထုံလတိတ်တာဆိုတဲ့ဘိက္ခုနီမကဘာပြောတော့ဆိုတော့ဒီရှင်မကတ္တဗဆိုတဲ့ကိုတော်ကရှင်အနန္ဒာရှိမှတရားများဟောပါပဲရဲ့နော်အလွန်ပညာရှိတဲ့ရှင်အနန္ဒာရှိမှဒီရှင်မကတ္တဗကဘာလို့တရားဟောတဲ့တယ်လို့ထင်ရတာတော့နော်ဘာပြောတော့ဆိုတော့သူကအဲ့ဒီထဲမှာနော်အထုတ်လုပ်သူရဲ့ရှေ့မှာအရောင်းတဲ့လူကလာပြီးတော့မြန်အကြောင်းကိုပြောနေရသေးတယ်မဲအဲ့ဒီကပေါ်တဲ့စကားဗျအဲ့ဒီစကားကဟုတ်လားနော်အကုံသေးကြီးရဲ့ရှေ့မှာအရောင်းနေတယ်အထုတ်လုပ်သူရဲ့ရှေ့မှာအရောင်းနေထုတ်လုပ်သူနဲ့ရောင်းတဲ့လူနဲ့ဘယ်သူကအရဲ့အကြောင်းကိုပိုသိမလို့ထုတ်လုပ်သူကပိုသိတာပေါ့နော်အဲ့ဒီလိုပြောတာကိုအဘိညာဉ်နဲ့ရှင်မကတ္တဗကသိတယ်သိတဲ့အခါကျတော့ရှင်အနန္ဒာကိုခေါ်ပြီးတော့ပြောတာအနန္ဒာတဲ့မင်းကအလုပ်တဲ့လူလားငါကအလုပ်တဲ့လူလားတဲ့ဟုတ်လားမင်းကအရောင်းတဲ့လူလားငါကအရောင်းတဲ့လူလားတဲ့နော်အဲ့လိုပြောတော့ရှင်အနန္ဒာကရိပ်မိပုံရတယ်တယောက်ယောက်ပြောတဲ့အတန်ကိုရှင်မြတ်ကြီးသိပုံရတယ်ဓာတ်ရိုက်ဘလို့ပြောတော့ဆိုတော့အရှင်ဘုရားတဲ့တိခဏတော်ဘုရားမာတုကာမတွေကအလွန်မိုက်မဲလှပါတယ်ဘုရားတဲ့အဲ့တန်တန်းလျှောက်တယ်သိလားနော်ဒါအဲ့ဒီကိုသွားလို့ဒီပြဿနာပေါ်လာတာကိုရှင်ဘုရားတိခဏဘုရားတဲ့မာတုကာမတွေကအလွန်မိုက်မဲလှပါတယ်အဲ့တော့ဘာပြောတော့အနန္ဒာတဲ့ဆန္ဒတွေစောပြီးတော့အဲ့လိုလည်းမပြောနဲ့အောင်နဲ့ဟုတ်လားနော်အဲ့ဒီမှာသူ့ရဲ့အစွမ်းတတ္တိတွေကိုရှင်မကတ္တဗကိုရမေကြီးကပြောတာငါ့ကိုဒန်းတူထားတယ်လို့မြတ်စွာဘုရားကဘယ်ယဟန်ကိုဒန်းတူထားဖို့တလေတဲ့နော်မြတ်စွာဘုရားရှင်အနန္ဒာရှင်မကတ္တဗကိုအများကြီးဒန်းတူထားပြီးတော့ဟောတာရှိတယ်ငါကဇံအမျိုးမျိုးကိုဝင်စားနိုင်တယ်လို့ရှင်မကတ္တဗလည်းဇံအမျိုးမျိုးကိုဝင်စားနိုင်တယ်နော်သူ့မှာရှိတဲ့အစွမ်းတွေကိုပြပြီးတော့အဲ့ဒီလိုအစွမ်းမျိုးရှင်မကတ္တဗမှာရှိတယ်ဆိုပြောတဲ့ဒေသနာတွေကအများကြီးရှိတယ်အဲ့လိုမျိုးဘယ်သူကိုမြတ်စွာဘုရားဟောဖို့တလေတဲ့ဟုတ်လားအဲ့ဒီမှာသူ့မှာအဘိညာဉ်တွေနဲ့ပြည့်စုံနေဆိုတဲ့အကြောင်းအကုန်ပြောပြီးတော့ဘာပြောတော့ဆိုတော့ငါရဲ့ဒီထုကဲမြင့်မြတ်တဲ့ဉာဏ်အထူးတွေကိုအတိအမှန်မပြုတ်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာ9000 8000လောက်ရှိတဲ့ဆင်ကြီးကိုထရွက်6နဲ့ကားတယ်လို့မျိုးပဲဖြစ်မယ်တဲ့ဘယ်လိုမှသူ့ရဲ့ဂုဏ်တွေကိုဖုံးလို့မရဘူးလို့ပြောတာဟုတ်လားအဲ့ဒါလိုလဲပြောပြီးတော့အဲ့ဒီထုံလားတိတ်တာဘိက္ခုနီမှာမကြခင်မှာပဲလူထွက်သွားတယ်တဲ့သာသနာတော်ကနေဆုံးရှုံးသွားတယ်ဟုတ်လားဒါဒီအကြောင်းအရာလေးတစ်ခုတွေ့ရတယ်ပေါ့နောက်တစ်ခါအကြောင်းအရာလေးတစ်ခုကလည်းပဲစိတ်ဝင်စားတယ်အဲ့ဒါကဘာလဲဆိုတော့တခါမှတော့ရှင်အနန္ဒာကိုရမြတ်ကြီးရဲ့တပည့်တာဝကတွေတော်တော်များများယဟန်တွေလူထွက်သွားကြတယ်30လောက်လူထွက်သွားတယ်အဲ့ဒါကိုသိရတဲ့အခါကျတော့ရှင်မကတ္တဗကရှင်အနန္ဒာကိုဆူတာနော်အဲ့တော့ရှင်အနန္ဒာကအဲ့ဒီအချိန်မှာခေါင်းတွေတောင်ဖြူနေပြီမထေကြီးဖြစ်နေပြီအနန္ဒာတဲ့သင်ဟာနော်ကောက်စဘာခင်းတွေကိုဖျက်ဆီးပြီးတော့သွားတယ်လို့မျိုးတဲ့ဒီတရားဓမ္မတွေရဲ့တရားတရားတွေကိုဖျက်ဆီးပြီးတော့တင်သွားတာပဲသင်ရဲ့ယဟန်တွေကအလွန်ဆိုးသွမ်းနေတဲ့သင်ရဲ့ယဟန်တွေကအလွန်ပျက်စီးနေတယ်တဲ့ဘာလို့ဒီလိုလုပ်ရတာလဲတဲ့အိန္ဒိယမရှိဘူးတဲ့လျှက်ပေါ်လော်ဒီတဲ့စကားတွေကလည်းများတယ်တဲ့ဘာထိမ့်သိမ့်မှုမှမရှိဘူးတဲ့ဒီလိုယဟန်ပေါက်စတွေခြံရံပြီးတော့တင်သွားနေတာမကောင်းဘူးတဲ့ဟောဒီတငယ်ဟာအခုချိန်ထိဘာမသိဘူးတဲ့ဟောရှင်အနန္ဒာကိုတငယ်လို့ဆိုတဲ့စကားနဲ့နော်အတိုင်းရှိမသိလေစွာလို့အဲ့လိုဆိုတာနော်ဦးဇင်းတို့အရက်ပြောမှဆိုငေါက်တဲ့သဘောမျိုးပေါ့နော်ရှင်အနန္ဒာကိုအဲ့လိုပြောတာအဲ့တော့ရှင်အနန္ဒာကတပည့်တော်ခေါင်းနေတောင်ဖြူနေပါပြီတဲ့ဒါပေမဲ့လို့တငယ်ဆိုတဲ့အသုံးလုံးနဲ့အခုချိန်ထိဆုခန်းနေရသေးတယ်မခံမြင်ဘူးနော်အလွန်ချစ်ခင်ရင်းနေတာရှင်အနန္ဒာကအဲ့ဒါလို့ရှင်အနန္ဒာကိုရှင်မကတ္တဗကဒီသူငယ်ဆိုတဲ့အသုံးလုံးနဲ့ကလေးဆိုတဲ့အသုံးလုံးနဲ့ဒီလိုဆူတာကိုဘယ်သူကမခံနိုင်ဘူးလို့ဆိုတော့ဘိက္ခုနီမတွေကမခံနိုင်ဘူး။အရှင်အနန္ဒာအကြောင်းပြောတဲ့အခါမှာဒီဘိက္ခုနီမတွေတချို့တဲတဲလှုပ်တယ်ဆိုတာကိုလည်းထည့်ပြီးတော့ပြောဖို့ရှိတယ်ဟုတ်လား။အဲ့ဒီဘိက္ခုနီမတွေတဲကထုံလနန္ဒာဆိုတဲ့ဘိက္ခုနီမရှိတယ်။နော်သူ့ကိုအကြောင်းပြုပြီးတော့တိခါဘုတ်တွေလည်းအများကြီးပြညတာတွေရှိတယ်ဝဏီထဲမှာ။အဲ့ဒီထုံလနန္ဒာဘိက္ခုနီမဘယ်လိုပြောတော့ဆိုတော့ဒိဋ္ဌိဘဝကပြောင်းလာတယ်ဒီရှင်မဟာကတ္တပကရှင်မဟာကတ္တပကမြတ်စွာဘုရားကိုယဉ်မှန်းပြီးတော့ဝတ်လာတာအဲ့ဒါကိုသူကဒိဋ္ဌိလို့ဆွဆွဲတာနော်ဒိဋ္ဌိဘဝကပြောင်းလာတယ်ဒီရှင်မဟာကတ္တပကဉာဏ်ပညာအလွန်ကြီးတော်မူတဲ့ရှင်အနန္ဒာကိုသူကအဲ့လိုဆုံးမတဲ့တယ်လို့သူကဘာလို့အဲ့လိုထင်ရတာတော့သူကြားရရနေမှာမခံကျင်ဖြစ်နေတာအဲ့လိုမျိုးရှင်မဟာကတ္တပကို
မကြည်ညိုတဲ့စိတ်နဲ့မနှစ်လိုတဲ့စိတ်နဲ့သူဝစီကံအဖြစ်ပြောတာနော်ရှင်အနန္ဒာလိုပညာရှိတဲ့ပုဂ္ဂိုလ်ကိုနော်ရှင်အနန္ဒာကတကယ်လည်းပညာရှိပါတယ်အလုံးကရှင်အနန္ဒာရဲ့အံ့ဖွယ်တွေကလည်းအများကြီးရှိတယ်နော်လူချစ်လူခင်အလွန်များတယ်ဆိုတာရှင်အနန္ဒာရဲ့အလွန်ထူးခြားတဲ့အံ့ဩဖွယ်ဟာပဲဘယ်ရဟန္တာမှမတူဘူးအဲ့ဒါရှင်အနန္ဒာအကြောင်းပြောတဲ့အခါကျတော့အဲ့ဒါပါမယ်ပေါ့တော့အခုလည်းပဲထုံလနန္ဒာကရှင်အနန္ဒာကိုဆူလို့ရှင်မကတ္တပကိုမကြည်မနဲ့ပြောတာမှာနောက်ဒိဋ္ဌိဘဝကပြောင်းလာတဲ့ပုဂ္ဂိုလ်ဟာရှင်အနန္ဒာကိုဒီလိုပြောတဲ့တယ်လို့ဘာလို့ထင်တာတော့အဲ့ဒီလိုပြောတာကိုရှင်မကတ္တပကကြားပြန်တယ်အဘိညာဉ်ရှိတာဆိုကြားတယ်သိတယ်ဟုတ်လားသိတဲ့အခါကျတော့စောစောကလိုပဲနော်ဒီလိုဒီအကြောင်းသူကြားရတယ်ဆိုတာကိုပြောပြပြီးတော့ငါဟာတဲ့ဘယ်သာသနာပြင်ပအယူဆရှိတဲ့ပုဂ္ဂိုလ်မှာဆရာတင်ခဲ့တာမရှိဘူးတဲ့ငါယဟန်ပြုတဲ့ကိုကစားမြတ်စွာဘုရားကိုယဉ်မှန်းပြီးတော့ယဟန်ပြုခဲ့တာယဟန်ဖြစ်ပြီးတော့9ရက်နေတော့ငါအတော်ကုန်ခံခဲ့တာသူ့ရဲ့အစွမ်းတွေကိုပြောပြတာပါပဲအမှန်ကတော့ဟုတ်လားငါရဲ့ထူးခြားတဲ့ဒီစွမ်းရည်တတိအဘိညာဉ်စွမ်းရည်တတိကိုမတိကျိုးခြင်းပြုမယ်ဆိုလို့ရှိရင်စောစောကပြောသလို9000 8000လောက်ရှိတဲ့စင်ကြီးကိုထမ်းလျက်နဲ့ထမ်းရွက်နဲ့ကားသလိုမျိုးသာဖြစ်လိမ့်မယ်ဟုတ်လားအဲ့လိုအမိန့်ရှိတာအဲ့ဒါမကြာဘူးအဲ့ဒီထုံလနန္ဒာဘိက္ခုနီမှလည်းလူထွက်သွားရောအဲ့ဒါဘာမှတ်တမ်းတင်ထားတာနော်ဒါကနောက်အရှင်မြတ်ကြီးကိုပြစ်မှားတဲ့အနေအထားနဲ့ဆက်ဆက်ပြီးတော့ပြောထားတာဆိုတော့အဲ့လိုပြစ်မှားလို့မြန်ဒုက္ခဖြစ်ရသလားဆိုတာကစဉ်းစားရရှိတယ်ဟုတ်လားဒါကရှင်မကတ္တပကိုရမြတ်ကြီးနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတဲ့အကြောင်းအရာလေးတွေအဲ့ဒီလိုနဲ့ရှင်မကတ္တပကိုရမြတ်ကြီးဟာယဟန်ဖြစ်ပြီးယဟန္တာဖြစ်ပြီးတဲ့ဟာစပြီးတော့ဒီမြင့်မြတ်တဲ့ဒုတင်အကျင့်နေနဲ့နော်အလိုနဲစွာရောင်ရဲစွာနော်စိတ်ငြိမ်ရာရက်မှာဘယ်သူနဲ့မှပတ်သက်ဆက်ဆက်မှုတိတ်မရှိဘဲနဲ့ချိုးချံချွေတာစွာအလွန်ချမ်းသာစွာကျင့်သုံးပြီးတော့နေထိုင်ရင်းနဲ့အလွန်အသက်ကြီးလာတဲ့အခါကျတော့နော်မြတ်စွာဘုရားဟောထားတဲ့မေးထားတဲ့အမေးဖြေလုပ်ထားတဲ့တုတ်တန်လေးတစ်ပုဒ်ရှိတယ်ဇိဏတုတ်တန်နော်ဇိဏဆိုတာအိုမင်းမီဆိုတဲ့အဓိပ္ပာယ်မြတ်စွာဘုရားဗာမင်းရှိတော့ဆိုတော့ကတ္တပါတဲ့သင်ဟာအခုအရွယ်အိုမင်းလာပြီသင်ဆောင်းနေတဲ့ဒီပိုက်ဆံလျှော်နဲ့ရက်ထားတဲ့သင်္ကန်းကြီးကအလွန်လေးပါတယ်တဲ့အဲ့ဒါကြီးကိုစွန့်လိုက်တော့တရားဓမ္မတွေလှူတဲ့သင်္ကန်းကိုဝတ်ပါဆုံးခံပြီးတော့ကြီးစားမနေတော့နဲ့နော်ဖိမှန်ကပြုတ်ထားတဲ့ဆွန့်ကတ်တို့လည်းဆွန့်ကတ်တွေကိုလိုက်ပြီးတော့ပုံပေးပါပြီးတော့ဒီမှာငါနဲ့အတူလာပြီးတော့ကြောင်းမှာလာနေပါအဲ့လိုတောင်ရဆော်ရဖိတ်တာနော်တော့မှမနေနဲ့အသက်ကြီးလာပြီပင်ပန်းလို့ဒီကြောင်းမှာနေပါအဲ့လိုမျိုးပြောတော့ရှင်မကတ္တဗကမြတ်စွာဘုရားတဲ့တပည့်တော်ဟာကြာမြင့်စွာသောကာလတွေကစပြီးတော့တော်ရမှနေခဲ့တယ်အရင်ကင်တူရင်စောက်တည်တယ်လို့ခေါ်တာပေါ့နော်လူသူနီးတဲ့နေရာမှာအာယုံမတက်ဘူးဟုတ်လားဆွန့်ခံပြီးတော့စားခဲ့တယ်ပန်းတကူသင်္ကန်းကိုပဲဆောင်းခဲ့တယ်တစ်ပင်အောင်မှာပဲနေခဲ့တယ်ကြာမြင့်စွာတွေကစတပည့်တော်ဟာဒူရင်စောက်တည်ပြီးတော့နေခဲ့တာဒါကြောင့်အခုကြာမှာအဲ့ဒါလိုမစောက်တည်ပဲနဲ့မနေခြင်းဘူးတဲ့အခုလည်းပဲစောက်တည်မယ်ပင်ပန်းတည်ဖြစ်စီဆင်းရဲတည်ဖြစ်စီဒူရင်ကိုစောက်တည်ပြီးတော့အလိုနဲစွာရောင်ရဲစွာဟုတ်လားချွေးချံချွေတာမှုအပြည့်နဲ့အပေါင်းဖော်တွေနဲ့မမွေ့လျော်ပဲနဲ့စိတ်ညစ်ရမှာထက်တန်တဲ့လုံလဝရိယနဲ့ပဲတပည့်တော်နေပါမယ်လက်မခံဘူးတော့သူကအဲ့တော့မြတ်စွာဘုရားကအပြစ်မတင်ပါဘူးကတ္တပါတဲ့ဘယ်လိုအကျိုးတူးတွေကိုမျှော်ကိုပြီးတော့သင်ကဒီလိုအသက်အရွယ်ကြီးသည့်အထိဒီအကျင့်တွေကိုကျင့်နေတာတုံးတဲ့သူ့ရဲ့သဘောကိုမြင်အောင်ပေါ်အောင်မြတ်စွာဘုရားမေးအောင်ဒါမြတ်စွာဘုရားတဲ့တပည့်တော်အကျိုးတူးနှစ်ပါးကိုရည်ရွယ်ပြီးတော့ဒီလိုအသက်ကြီးသည့်အထိဒီအကျင့်မြတ်တွေကိုကျင့်နေတာနံပါတ်1အကျိုးတူးကဘာလဲမျက်မှောက်ဘဝမှာတပည့်တော်ချမ်းချမ်းသာသာနေနိုင်ဖို့အတွက်ပဲတဲ့လူသားမနေနဲ့ထင်လို့ရှိရင်အဲ့လိုနေရတာဆင်းရဲလိမ့်မယ်လို့ထင်ရရှိတယ်ဒါပေမဲ့တကယ်ကအဲ့လိုမဟုတ်လားအဲ့လိုနေရတာပို့ပြီးတော့ချမ်းသာတယ်တဲ့နော်တော့ရလောက်တဲ့နေရာမှာနေရင်လူတွေကြားထဲမှာနေရတာလေချမ်းသာလူတွေကြားထဲမှာနေရတယ်ဆိုတာများသောအားဖြင့်ကိုကနေခြင်းလွန်းလို့အဲ့ဒီနေခြင်းနဲ့လောဘကြီးရှိလို့သာဆင်းရဲမှမသိတာကောင်းတယ်လို့ထင်နေတာဟုတ်လားလောဘတက္ကရာမရှိတဲ့ပုဂ္ဂိုလ်အတွက်အားမှမရှိတဲ့နေရတဲ့နေရာပို့ပြီးတော့နာရီပါရီမရှိဘူးလားရှိတာပေါ့ဟုတ်လားအဲ့ဒါသူပြောတာအဲ့ဒါနော်နံပါတ်1အကျိုးတို့ကဘာလဲအခုလောလောဆယ်ကိုပဲချမ်းချမ်းသာသာတပည့်တော်နေနိုင်ဖို့တဲ့နော်အလုံးနဲ့မဆက်ဆံမဲနဲ့နေရတာကိုဆိုချမ်းသာတယ်ဟုတ်လားနောက်ဒုတိယအကျိုးတို့ကဘာလဲနောင်လာနောက်သားတွေဒီကောင်းမွန်တဲ့အလေးအထကိုအတုယူပြီးတော့ကျင့်သုံးနိုင်ဖို့ဒိဋ္ဌာနုက္ကတိနော်
အဲ့လိုအတူယူပြီးတော့ကျင့်သုံးကြမယ်ဆိုရင်အဲ့ဒီယဟန်တွေကဘာဖြစ်ကြမလဲချမ်းသာကြမယ်ပေါ့ဒါကိုယ်လည်းပဲအခုလောလောဆယ်ချမ်းချမ်းသာသာနေနိုင်ဖို့နောက်လာနောက်သားတွေလည်းဒီကောင်းမြတ်တဲ့အလေးအကျင့်ကိုအတူယူပြီးတော့ချမ်းသာနိုင်ကြဖို့ဆိုတဲ့ဒီအကျိုးတူနှစ်ပါးကိုမျှော်ကိုပြီးတော့အသက်ကြီးရင်ပဲမလို့တပည့်တော်ဒီတူတွေနဲ့နေမှာပါအဲ့ဒါအသက်ထက်ဆုံးနေသွားတာသိလားအသက်ထက်ဆုံးနေသွားတာမစွန့်ဘူးဒီနေ့မှာဦးဇင်းတို့ကျမ်းစာတွေထဲမှာရှင်မောက္ကလံကိုရမကြီးပြိဋိဘံဆံကတိတ်ပြီးတော့မထင်ရှားဘူးဦးဇင်းတော့တနေ့ကုန်ရှားကြည့်တယ်မတွေ့ရဘူးတော့ထင်ထင်ရှားရှားပြထားတာမတွေ့ရဘူးနော်မဟာဗုဒ္ဓံကျမ်းထဲမှာလည်းမတွေ့ရဘူးအဲ့ဒါနဲ့တိမယ်လို့ထင်ရတဲ့ဆရာတော်တွေလှမ်းပြီးတော့လည်းဖုံးဆက်ပြီးတော့လည်းမေးကြည့်တယ်ဟုတ်တယ်တဲ့ကြဲကြဲပြန့်ပြန့်ဖော်ပြထားတာမတွေ့ရဘူးတဲ့ဒါပေမဲ့သူအသက်120ရှည်တယ်ဆိုတာကတော့ထင်ထင်ရှားရှားပြထားတယ်အဲ့ဒီမှာနောက်ဦးဇင်းတို့ပြောချင်တာကဘာလဲဆိုတော့မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာဘုရားရှင်ကိုရမကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မဝိနည်းလို့ဆိုတဲ့ဒီဒေသနာတွေကိုသူဥရှိပြီးတော့တန်ခါနာတင်ခဲ့တယ်ဆိုတဲ့ကိစ္စအဲ့ဒီအကျိုးတူကိုမျှော်ဖို့ပြီးတော့မြတ်စွာဘုရားကိုတော်နဲ့ထပ်တူထားခဲ့တာနော်သူ့ကိုအဲ့မှာထူးခြားတာတစ်ခုကလည်းပဲမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်နော်တာရုကိလနာသဘင်ဆင်ရင်ညတာ9ရက်ကြာတယ်ပြီးတော့ဦးဇင်းတို့နန္တာထင်းပုံပေါ်မှာတင်ထားတာဒါပိသတို့သိပါတယ်လက်မန်လာမင်းသားတွေရဲ့နော်အင်ဂျင်ဥယျာဉ်ထဲမှာနန္တာထင်းပုံပေါ်မှာတင်ထားတာအဲ့ဒါအချိန်ကြာတော့မီးရှို့မယ်မီးပူဇော်ကြတော့မယ်ဆိုတော့ဘလို့မှမီးကရှို့လို့မရဘူးမြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးရှို့ကြဖို့လူတွေကြိုးစားကြတာဘလို့မှကြိုးစားလို့မရဘူးလေးမျက်နှာကဖားဖို့တွေဘာတွေနဲ့လှုပ်ဘလို့မှလှုပ်လို့မရဘူးအဲ့ဒါနဲ့လူတွေကရှင်အနုဒ္ဒရာကိုမေးတာအဲ့ဒီအချိန်ကရှင်အနုဒ္ဒရာကတကိုးအရာရောအနေအထားအရာရောအကြီးကျယ်ဆုံးလို့ဆိုရမယ်ရှင်သာရိပုတ္တရာလည်းမရှိတော့ဘူးရှင်မောက္ကလံလည်းမရှိတော့ဘူးရှင်မကတ္တပကအဲ့ဒီအချိန်မှာမြတ်စွာဘုရားနာမှာမရှိဘူးမြတ်စွာဘုရားကိုပူးမြော်ဖို့လာနေတုန်းရှိသေးတယ်ဟုတ်လားဒီမှာမီးရှို့လို့မရဘူးဆိုတော့ရှင်အနုဒ္ဒရာကိုမေးတယ်နော်ရှင်အနုဒ္ဒရာအကြောင်းကလည်းပြောစရာအလွန်ကောင်းတော့ရှင်အနုဒ္ဒရာကနတ်တွေရဲ့သဘောကတစ်မျိုးဖြစ်နေတယ်တဲ့အဲဒါကြောင့်မီးရှို့လို့မရတာနတ်တွေရဲ့သဘောကဘလို့ဖြစ်နေတော့ဗျာနတ်တွေထဲမှာတဲ့ရှင်မောက္ကလံကိုကြည်ညိုပြီးတော့ဖြစ်ကြတဲ့နတ်တွေအုပ်စုရှိတယ်တဲ့ရှင်သာရိပုတ္တရာကိုကြည်ညိုလို့သိပြီးတော့နတ်ဖြစ်ကြတဲ့အုပ်စုတွေရှိတယ်တဲ့ရှင်မကတ္တပအခုပြန်တော်ပြိဋိဘံမဆန်သေးဘူးနော်အဲ့ဒီရှင်မကတ္တပကိုကြည်ညိုပြီးတော့လှူဒန်းပြီးတော့နတ်ဖြစ်ကြတဲ့အုပ်စုတွေလည်းရှိတယ်တဲ့အဲ့ဒီအုပ်စုတွေကတို့အရှင်မြတ်ကြီးရောက်မလာသေးဘူးဒါကြောင့်မလို့မြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးမလောင်ပါစေတည်းလို့သူတို့လှုပ်ထားတာတဲ့အဲ့ဒါမှမီးရှို့လို့မရအောင်ရှင်မကတ္တပရောက်မလာသေးလို့မီးရှို့လို့မရအောင်နော်အဲ့ဒါရှင်မကတ္တပကလည်းရောက်တော့မယ်ခဏနေရဒါပေမဲ့အရန်နေပူတဲ့အခါကျတော့အသက်အရွယ်ကလည်းအရန်ကြီးနေပြီသူ့ရဲ့နောက်လိုက်တွေကလည်းအရန်ချမ်းသာတဲ့အမျိုးကနေရဟန်းပြုလာတဲ့နုညံ့တိမ်မွေးကြတဲ့ရဟန်းနေကြီးဆိုတော့နားနေကြတာအဲ့ဒီနားနေတော့မှမြတ်စွာဘုရားပြိဋိဘံစံတယ်လို့လိုက်လာတဲ့တချို့ရဟန်းတွေကမသိသေးဘူးအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းတော်ကိုနတ်တွေပူဇော်ထားတဲ့မန္တာတော်ဝနတ်ပန်းတွေဆိုတာရှိတယ်ပန်းကြီးတွေအကြီးတွေအဲ့ဒါကိုအယိုးတက်ပြီးတော့လူတယောက်ကထီးလုပ်ပြီးတော့ဆောင်းလာတယ်အဲ့ဒီပန်းကြီးတွေအဲ့ဒါကိုရှင်မကတ္တပကသိတဲ့အခါကျတော့ဒါဘုရားပြိဋိဘံစံပြီနတ်တွေပူဇော်ထားတဲ့ပန်းဒီပန်းဟာလူလောကမှာမရှိဘူးအဲ့ဒါနဲ့ဟိုရောက်လို့ရှိရင်ရုပ်ပြက်ဆင်းပြက်ငိုမာဆိုလို့အခုတည်းကစသိအောင်ဆိုတော့ရှင်ဟာကတ္တပကအဲ့ဒီလူကိုမေးတာမြတ်စွာဘုရားဆိုတာသိပါသလားသိပါတယ်အခုဘလို့နေတော့ဆိုပြိဋိဘံစံသွားလို့အဲ့ဒါနတ်တွေပူဇော်တဲ့ပန်းကိုယူလာတာအဲ့လိုလဲပြောလိုက်ရောရဟန်းတွေကငိုကြတာပေါ့ပုထုဇဉ်ရဟန်းတွေကတချို့လည်းမဟုတ်မြော်ဘူးတဲ့မြတ်စွာဘုရားကိုအဲ့လိုငိုကြအကြီးအကျယ်ရုပ်ပြက်ဆင်းပြက်တွေဖြစ်နေတဲ့အချိန်မှာသူပတ္တဆိုတဲ့ယဟန်ကြီးဒါပေသတို့ကြားဥပါတယ်မြတ်စွာဘုရားကိုရန်ညိုးရှိတယ်သူလူတဲ့ဆွမ်းကိုအလူမခံလို့ဒီအကြောင်းတွေကပြောတာရမ်းကျယ်ပါတယ်အဲ့ဒီသူပတ္တယဟန်ကြီးကဘာထပြောတော့ငါရှင်တို့မငိုကြနဲ့တိတ်ကြတဲ့အခုမှတို့လွတ်လပ်ရေးရသွားတာတဲ့နော်ဒီယဟန်ကြီးကဘယ်ဟာမအပ်ဘူးဘယ်ဟာအပ်တဲ့အရန်ချုပ်ချယ်တာပဲတဲ့အခုဒီယဟန်ကြီးမရှိတော့ဘူးဆိုတော့တို့ကြိုက်တာလုပ်လို့ရပြီတဲ့အလွန်ထိတ်လန့်စရာကောင်းတဲ့စကားကိုပြောတာအဲ့ရှင်မကတ္တပကအရန်ဓမ္မတန်ဝေကရတယ်ကြည်သာမြတ်စွာဘုရားရဲ့အလောင်းတော်ရှိနေသေးတယ်ဒီအချိန်မှတောင်မှဒီလိုရုပ်မာတဲ့နော်သာသနာတော်ကိုဖျက်ဆီးမဲ့နော်အတ္တမဝါဒနော်လက်ကင်ပြုမဲ့ပုံကိုယ်တွေကပေါ်လာခဲ့ပြီ
ဒါမဖြစ်ဘူးငါမြတ်စွာဘုရားရဲ့ပွဲပြီးလို့ရှိရင်မြတ်စွာဘုရားဟောခဲ့တဲ့တရားတော်တွေကိုငါအကုန်လုံးစနစ်တကျပြန်ပြီးတော့သံဃာနာတင်မယ်သံဃာနာတင်တယ်ဆိုတာကပြန်ကျင်းနေတဲ့ပန်းပုံကြီးကိုကျိုးလေးနဲ့စနစ်တကျတီးတယ်လို့မျိုးပေါ့စနစ်တကျလှုပ်ထားတာအကန့်လိုက်အကုန်လုံးစနစ်တကျအကုန်သိမ်းထားတာအရန်စနစ်ကျတယ်တုတ်တန်ဆိုအရှိတစ်မျိုးအလတ်တစ်မျိုးအတိုးတစ်မျိုးဝိနည်းတစ်မျိုးတုတ်တန်ကတုတ်တန်တစ်မျိုးပြီးဓမ္မကပြီးဓမ္မတစ်မျိုးဒါအကျဉ်းမြင့်လေးပြောပြတာသံဃာနာဆိုတာညီတူစွာရွတ်ဆိုခြင်းလို့အဓိပ္ပာယ်ရတယ်တော့ယဟန်နေညီညာရွတ်ကြတာအတီးပြုတ်ထားတာစနစ်တကျလှုပ်တယ်အဲ့ဒါရှင်မကတ္တဗရဲ့ကျေးဇူးအဲ့တော့မြတ်စွာဘုရားပြိဋိဘံစံပြီးပြီလို့ကြားရတော့ငိုကြကြိုးကြရဲနဲ့အဲ့လိုနဲ့မြတ်စွာဘုရားဒီကိုနော်ရှိရကိုအလောင်းတော်ရှိရကိုရောက်သွားတယ်။ဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ခြေတော်ကိုဖူးမြော်ခြင်းတယ်အဲ့ဒီတော့မြတ်စွာဘုရားရဲ့ရုပ်အလောင်းတော်ကနော်ဂွမ်းနေနဲ့အထက်ထက်ပတ်ထားအောက်ဆုံးအဝိသ္တနဲ့ပတ်ဂွမ်းနေနဲ့အထက်ထက်ပတ်ပြီးတော့ပတ်ထားတာအကုန်လုံးအဲ့ဒါကိုရွှေခွက်ထဲမှာထည့်ပြီးတော့စီတွေလောင်းပြီးတော့ရွှေခွက်တစ်ခွက်နဲ့အုပ်ထားဟုတ်လားအဲ့လိုမျိုးအုပ်ထားတာပြီးရင်ဘာလို့နန္ဒထင်းပေါ်မှာတင်ပြီးတော့အကုန်အုပ်ထားတာအဲ့ဒါကိုရှင်မကတ္တဗကလှည့်ပြီးတော့လက်ရည်လှည့်ပြီးတော့ပူဇော်ရင်းနဲ့မြတ်စွာဘုရားရဲ့ကောင်းတော်ကဘယ်ဘက်မှာရှိတယ်ခြေတော်ကဘယ်ဘက်မှာရှိတယ်သူသိတယ်အဲ့ဒါနဲ့ခြေတော်ရှိတဲ့ဘက်မှာမြတ်စွာဘုရားရဲ့ခြေတော်ကိုငါဖူးမြော်ခြင်းတယ်အဲ့ဒါလိုအဓိဋ္ဌာန်လိုက်တာနဲ့မြတ်စွာဘုရားရဲ့ခြေတော်ကတိမ်ညာတွေကနေလတ်ထွက်လာသလိုပဲတဲ့ဒီပတ်ထားတဲ့အဝတ်တွေခေါင်းတလားတွေထင်းတွေကိုအကုန်ဖောက်ထွက်ပြီးတော့နော်ဆက်လက္ခဏာနဲ့အလွန်တင့်တယ်တဲ့မြတ်စွာဘုရားရဲ့ခြေတော်အစုံဟာလာဝင်းကြီးလိုထွက်လာတယ်အဲ့ဒီခြေတော်တော်ကိုခြေပမိုးတော်ကိုလက်နဲ့ကင်ပြီးတော့ရှင်မကတ္တဗရှိခိုးကြတော့တယ်တဲ့အဲ့တော့လူတွေလည်းအရန်အံ့ဩကြပြီးတော့အရန်ရှိခိုးကြတာပေါ့အဲ့ဒီမြတ်စွာဘုရားခြေတော်ကိုအကုန်လုံးရှိခိုးလည်းပြီးပြီဆိုတော့အဲ့ဒီခြေတော်ကပုံမပြတ်တခါတည်းထဲထဲကိုပြောင်းဝင်သွားတယ်တဲ့ဒါချီမြင်လေးတွေပါလေးတွေလှုပ်သွားတာမရှိဘူးခေါင်းတလားကိုဖောက်လာတာလည်းမရှိဘူးဒါတကိုးအရာပေါ့နော်အဲ့ဒီခြေတော်လည်းပြန်ဝင်သွားပြီလဲဆိုရောအဲ့ဒီဟာကြတော့မှမြတ်စွာဘုရားပြိဋိဘံစံတုံးကတဲ့တောင်ပို့ပြီးတော့လူတွေဟာအုပ်အုပ်တဲ့ငိုကြပြန်တယ်တဲ့နော်အဲ့ဒီလိုအကုန်လုံးနော်ရှ िख ိုးပူဇော်ပြီးတဲ့နောက်မှာခြေတော်လည်းပြန်ဝင်သွားတယ်ဘယ်သူမှမီးမရှိရပဲနဲ့တခါတည်းမီးရထားပြီးတော့လောင်ဒီစုံမီးလောင်နေဆိုတာအဲ့ဒါနတ်တည်းရဲ့အစွမ်းကြောင့်လောင်သွားတာတဲ့အံ့ဩစရာကောင်းတာကအပေါ်ဆုံးကပတ်ထားတဲ့အဝတ်နဲ့မြတ်စွာဘုရားခန္ဓာကိုယ်နဲ့ထိပြီးတော့ပတ်ထားတဲ့အဝတ်အဲ့ဒီအဝတ်တစ်ကလေးနှစ်ခုမီးမလောင်ဘူးတဲ့ခလဲကောင်ကစီဆွတ်ထားတဲ့ဂွမ်းတွေပါလေအကုန်လောင်သွားတာနော်တတ်တော်ရှိတဲ့မြတ်စွာဘုရားများဒီလိုမျိုးဦးဇင်းတို့ပြိဋိဘံစံပြီးဆိုရင်တော့တလုံးတစ်ခဲတဲ့ဓာတ်တော်ကြံ့တယ်မြတ်စွာဘုရားကတော့တတ်တော်တူတဲ့မြတ်စွာဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီဓာတ်တော်တွေကနေရာအနှံ့ရောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးသေးသေးလေးတွေအစိတ်စိတ်အမှောင်မှအကုန်လုံးကွဲရတယ်ပေါ့အဲ့ဒါရှင်မကတ္တဗရဲ့ထူးခြားချက်အဲ့ဒါလည်းရှိတယ်သောတော်ကပြောတဲ့တုပ္ပယဟန်ကြီးရဲ့စကားကိုနော်အကြောင်းပြုပြီးတော့ထိတ်လန့်မှုတန်ဝေကနဲ့မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာနော်အဇာတတမင်းအထောက်အပံ့ကိုယူပြီးတော့နော်ရှင်မကတ္တဗကိုရမေကြီးဥဆောင်ပြီးတော့နော်ရှင်ဥပါလိကအဝီနည်းကိုဖြေမယ်ပေါ့နော်ရှင်အနန္ဒာကနော်သုဒ္ဓံပြီးဓမ္မကိုဖြေပြီးတော့မေးတာဘယ်သူကမေးတော့ဆိုတော့ရှင်မကတ္တဗကိုရမေကြီးကမေးတာဟုတ်လားတန်ခါနာတင်ခဲ့ကြတာဒါကြောင့်တရားဓမ္မတို့ဥယျာဉ်တို့အခုလိုမျိုးမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုအစီအစဉ်မပြတ်ဖြည့်ဆွတ်ထားတာမရှိနှုတ်ပယ်ထားတာမရှိဘဲနဲ့အစစ်အမှန်လေ့လာခွင့်နာယူခွင့်သင်ကြားခွင့်တွေရနေကြတာဒါဘုရားရဲ့ကျေးဇူးလဲလို့မေးရင်ရှင်မကတ္တဗရဲ့အဓိကကျေးဇူးပဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီရှင်မကတ္တဗကိုရမြတ်ကြီးရဲ့အကြောင်းကအလွန်တရာမှပြောစရာကောင်းတယ်သူဟောခဲ့တဲ့တရားတခြားသောသုတ်တန်တွေအများကြီးရှိတယ်နော်အဲ့ဒီသုတ်တန်တွေကိုပြောလို့ရှိရင်တရားအရန်ရှိမှဆိုလို့မှတ်သားစရာကောင်းတာလေးတွေနည်းနည်းစိတ်ထဲမှာစမ်းနေထင်တာလေးတွေကိုဦးဇင်ကရွေးပြီးတော့ပြောပြတာအဲ့တော့အကုန်လုံးကနော်အစာကလေးတွေလောက်ပဲဦးဇင်တို့ကဆွဲထုတ်တယ်လို့မျိုးလောက်ပဲရှိတာပါသူ့ရဲ့အကြောင်းအရာလေးတွေကပြောမယ်ဆိုရင်အများကြီးကြံနေသေးတယ်ပေါ့အဲ့တော့ဒကာဓမ္မတို့ဦးဇင်တို့အတွက်အလွန်အားကြီးတဲ့ဒါကျေးဇူးရှင်မမထေမြတ်ကြီးတစ်ပါးလို့ဆိုရင်လည်းပဲမလွယ်ဘူးပေါ့အဲ့ဒါအသက်120ပြည့်တော့ပြိဋိဘံစံနေဆိုပြီးတော့ဒါဧတတက်ဘာဧတတက်လဲလို့မေးလို့ရှိရင်ဒုတင်ယာမဧတတက်ပေါ့ဟုတ်လားဧတတက်ကံဘိက္ခဝေမမတဝကနဲ့ဘိက္ခုနံဒုတဝါဒနံယတိတံမဟာကတ္တပောလို့အဲ့လိုမျိုးဆိုပြသူ့ကိုဧတတက်ပေးခဲ့တာနော်ဒီငါရဲ့ယဟန်တော်တွေထဲမှာဒုတင်ဆောင်တဲ့နေရာမှာဒုတင်ရဲ့ဂုဏ်ကျေးဇူးတွေကိုပြောတဲ့နေရာမှာရှင်မကတ္တဗအတာဆုံးအမြတ်ဆုံးဖြစ်တယ်လို့မြတ်စွာဘုရားကအဲ့ဒါလိုဧတတက်ထားခဲ့တာ
နော်ဣတတက်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကဘာလဲနော်ဒီထဲမှာသူဟာအမျက်ဆုံးလို့အဓိပ္ပာယ်ရတယ်ဧတံအက္ကံဧတံဒါဒီထဲမှာအက္ကံသူဟာအသာဆုံးပဲလို့ပြောတာဧတံအက္ကံကိုဧတတက္ကဧတတက္ကကာကိုဖြုတ်ပြီးတော့ဧတတဲလို့ဒီလိုပြောတာဟုတ်ရဲ့လားအေးဒါကဦးဇင်းတို့ရှင်မကတ္တဗကိုရမြတ်ကြီးရဲ့အကြောင်းအရာအကျဉ်းချုပ်ပေါ့နော်ဆုတောင်းခဲ့တဲ့အနေအထားကနေပြီးတော့ဒီဘဝရဟန်းပြုတဲ့အနေအထားနော်ဒူတွေနေကျင့်သုံးတဲ့အနေအထားမြတ်စွာဘုရားကကိုရောနဲ့ထပ်တူထားပြီးတော့ချီးမြှောက်တဲ့အနေအထားအလွန်လိုနေပြီးတော့အလွန်ရောင်ရဲတော်မူတဲ့ဒူတင်ကိုကျင့်သုံးပြီးတော့နောက်ဆုံးမြတ်စွာဘုရားအဆုံးအမသာသနာကိုအရှိကြည့်ပြီးတော့မပြောင်းမကွယ်အောင်စောင့်ရှောက်တော်မူသွားတဲ့အရှင်မြတ်ကြီးရဲ့အကြောင်းဟုတ်လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့ရဲ့နော်စိတ်ထဲမှာဒီအရှင်မြတ်ကြီးရဲ့အကြောင်းကိုနာယူကြည်ညိုကြရတဲ့ကုသိုလ်ကောင်းမှုတွေဆိုတာမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာနောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်အများကြီးအထောက်အကူပြုသည့်အထိစွမ်းရည်တတိထက်မြက်မယ်ပေါ့နော်ဒါကိုလည်းပဲနော်စိတ်ထဲကလှိုက်လိုက်လဲယုံကြည်နားလည်မှုနဲ့နော်ဒီကနေ့ပြုလုပ်ထားရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရောအဲ့ဒီကုသိုလ်ကောင်းမှုတွေရောနော်ပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုံညာမျက်နှိပ်ဗံကိုလျင်မြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း